အခုအချိန်မှာတော့အရာအလုံးဟာပန်းဝိုင်ရဟန်းရဲ့ယတနာပေါ်မှာပဲအဆုံးဖြတ်ပေးဖို့မူတည်နေပါတော့တယ်။အကယ်၍ငါသာမင်းကိုရှာဖွေတွေ့ရှိနိုင်မယ်ဆိုရင်ငါရဲ့လက်ရှိပြဿနာအလုံးကပြေလည်သွားလိမ့်မယ်ဒါပေမဲ့အကယ်၍ငါသာရှာမတွေ့ခဲ့ဘူးဆိုရင်တော့ဒီအခက်ခဲတွေအလုံးကငါရဲ့ကြင်ကြံခြင်းရှိန်နှုန်းကိုအများကြီးနှောင့်နှေးသွားစေလိမ့်မယ်အဲ့လိုသာဖြစ်လာရင်ငါရဲ့အသက်အရွယ်သူကြင်ကြံသူတွေရဲ့အောက်ကိုရောက်သွားရလိမ့်မယ်။ဖန်ယွမ်ကမျက်မှောင်ကိုအနှဲငယ်ကျုပ်လိုက်မိပြီးသူ့ရဲ့ဦးနောက်ကိုအစွမ်းကုန်အတုံးကြကစဉ်းစားကန်းဖွင့်နေမိပါတယ်။ငါတကယ်ကိုနားမလည်နိုင်တော့ဘူး။အရက်ပိုးကောင်ကိုဆွဲဆောင်ဖို့အတွက်ငါတစ်ပတ်ကျော်လောက်အထိအချိန်ပေးပြီးစူးစမ်းခဲ့တာတောင်မှဘာလို့အခုထိမင်းရဲ့အရေးအယောင်ကိုမတွေ့ရသေးတာလဲ။ဒါဟာပါးဆက်သေးကိုအစားအသောက်တွေအပြည့်အသိပ်ထည့်ထားပေမဲ့လည်းနင်းရဲ့အရသာစစ်ကဘလို့ရှိလဲဆိုတာကိုလုံးဝမသိရသေးသလိုမျိုးပါပဲ။ဝုံခွန်းရုတ်တရက်ဆိုသလိုကျယ်လောင်လာတဲ့ထူရိုက်တန်နဲ့စူညံတန်တစ်ခုကခမ်းမတွင်းထဲကနေထွက်ပေါ်လာပြီးသူ့ရဲ့အတွေးဆက်တွေကိုဖျက်တောက်နှောင့်နှေးသွားစေပါတယ်။ဖန်ယွမ်ကထိုတန်လာရာအရက်စီတို့မျက်တောင်မခတ်တန်းလန့်ကြည့်လိုက်တဲ့အခါခမ်းမရဲ့အလဲဘိုးမှာရှိတဲ့စားပွဲဝိုင်းကြီးပတ်လည်မှာထိုင်နေကြတဲ့မူဆိုး6ယောက်ဟာအလွန်မင်းမူရည်ရီဝေနေကြတာကိုတတိပြုမိလိုက်ပါတယ်။သူတို့ရဲ့ပတ်ဝန်းကျင်ကလေတူးကတော့အလွန်မင်းအရှိန်ဟုန်ပြင်းထန်ပြီးရဲတောက်ရည်သလိုပါပဲ။သူတို့အားလုံးရဲ့မျက်နှာတွေကလည်းတောက်ထားတဲ့အရှိန်ကြောင့်နီရဲလို့နေတာဖြစ်ပါတယ်။လာပါဦးအကိုကြီးကျန်းရလာပါဦးဝိုင်နောက်တစ်ခွက်လောက်ထပ်ပြီးတောက်ပါဦးဗျ။ဟုတ်တယ်အကိုဟောင်းဖုံးကျွန်တော်တို့ညီအကိုတွေကအကိုရဲ့စွမ်းဆောင်ရည်နဲ့အရေးချင်းကိုတကယ်ကိုရင်ထဲကနေလေးစားမိတာပါအကိုကခွန်အားကြီးလာတဲ့အရေးကွန်မီတောဝက်ကြီးတကောင်ကိုတယောက်တည်းနဲ့အပြတ်သက်နှိမ်နှင်းနိုင်ခဲ့တာတကယ်ရောကြားကောင်းသူရဲကောင်းပဲဗျာဒီဝိုင်ခွက်ကိုတော့အကိုတေချာပေါက်အကုန်မောတောက်ရမယ်မတောက်ရင်တော့ကျွန်တော်တို့ညီအကိုတွေကိုမလေးစားရရောက်လိမ့်မယ်အားနာလာပါတယ်ညီအကိုတို့ရဲ့စေတနာနဲ့ရိုးသားမှုအတွက်တကယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတကယ်ကိုထပ်ပြီးမတောက်နိုင်တော့လို့ပါအကိုဖုံးလို့ခေါ်တဲ့မူဆိုးကလက်ကပြရင်ညှင်းဆန်လိုက်ပါတယ်။ဘာလဲ။အကိုဖုံးကထပ်မတောက်နိုင်တော့ဘူးဟုတ်လားဒါဆိုရင်တော့ဒီဆိုင်ကဝိုင်းကတိတ်မကောင်းလို့အကိုကသဘောမကျတာဖြစ်ရမယ်စားပွဲထိုး။ဟိကောင်လေးဒီဘက်ကိုချက်ချင်းလာခဲ့စမ်းငါတို့အတွက်တကယ်အကောင်းဆုံးဝိုင်းချို့ကိုယူခဲ့ပေးစမ်း။သူတို့ရဲ့စူညံတန်တွေဟာတစ်စက်ထက်တစ်စပုံမူပြီးကျဲလောင်ရိုင်းဆိုင်လို့လာခဲ့ပါတယ်ထိုလူစုဟာအတိုင်းတာထက်ကျော်လွန်ပြီးအများကြီးတောက်ထားမိကြမှန်တိတာထင်ရှားလာတာပါစားပွဲထိုးလေးကတော့မျက်နှာပြက်သွားပြီးအလောတက်ကြီးအပြေးလွှားသွားလိုက်ကညင်သာစွာပြောဆိုလိုက်ပါတယ်ဟိုအဆင်ပြေပါတယ်လေးစားရတဲ့အရှင်သခင်ကြီးတို့ခင်ဗျာကျွန်တော်တို့ဆိုင်မှာတကယ်အကောင်းစားဝိုင်စင်မြင့်တော့ရှိပါတယ်ဒါပေမဲ့မင်းကတော်တော်လေးကိုဈေးကြီးပါတယ်ခင်ဗျာဘာကိုနှာခေါင်းသွေးမတိတ်သေးတဲ့ကောင်လေးမင်းကငါတို့ကပိုက်ဆံမပေးနိုင်ဘူးလို့ထင်ပြီးစိုးရိမ်နေတာလားမူဆိုးတွေဟာစားဖို့ထိုးလေးရဲ့စကားကိုကြားလိုက်ရတဲ့အခါသူတို့တဲကအတော်များများကထိုင်ကုန်တွေကိုတွန်းဖယ်ပြီးဒေါသတကြီးထက်လိုက်ကြကစားပွဲထိုးလေးကိုစိုက်ကြည့်လိုက်ကြပါတယ်သူတို့ဟာကြီးမားထွားကြိုင်းပြီးအရက်ရှည်ကြသလိုထုထဲကြီးမားပြီးတမာထွားကြိုင်းနဲ့ကိုခန္ဓာအချိုးအစားရှိကြတာပါချင်းချောက်နိုင်စွမ်းရှိတဲ့ပုံစံမျိုးနဲ့ကြန့်ခိုင်တန်စွမ်းကြပြီးတောင်ပေါ်သားမှုဆိုးတွေပိုင်ဆိုင်တတ်တဲ့ရဲရင်တဲ့တတိမျိုးတယောက်ချင်းစီမှာရှိကြတာဖြစ်ပါတယ်စားပွဲထိုးလေးကခနာကိုလေးတုံရီသွားပြီးကပ်ပြကရာနဲ့လေးတန်ကိုလျှော့ကပြန်ပြောလိုက်ပါတယ်ကျွန်တော်မျိုးနေနဲ့ရဲဝန်းလာတဲ့သခင်ကြီးတို့ကိုလုံးဝအထင်မသေးရဲပါဘူးခင်ဗျာဒါပေမဲ့ဒီဝိုင်ကတကယ်ကိုဈေးကြီးလုံးလို့ပါဝိုင်တအိုးကိုပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးတောင်ကြားတင်မှာမို့လို့ပါခင်ဗျာကြောက်တုံးနှစ်တုံးမူဆိုးတွေအားလုံးချက်ချင်းပဲစွန့်အပြီးကြောင်သွားကြရပါတယ်ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးဆိုတာဘလို့မှမနှဲလာတဲ့ယတနာပမာဏပါပဲမင်းဟာတာမန်အိမ်ထောင်စုတစ်ခုရဲ့နှစ်လစာပြဲမြလစဉ်အသုံးစရိတ်စုစုပေါင်းနဲ့တူတူပဲဖြစ်ပါတယ်မူဆိုးတွေအနေနဲ့အမဲလိုက်ချင်းကနေရရှိတဲ့ဝင်ငွေဟာတာမန်လူသားတွေနဲ့နှိုင်းယှဉ်ရင်ပိုမိုများပြားတယ်ဆိုတော့လေဥပမာအားဖြင့်တခါတရံမှာအရေကွန်မီတောဝက်ကြီးတစ်ကောင်ဟာပင်မစွမ်းအင်ကြောက်တုံးတစ်ဝက်ခန့်တန်ကြေးရှိတတ်ပါတယ်သို့တော်လည်းအမဲလိုက်ချင်းဟာအသက်အန္တရာယ်အလွန်များလာပြီးအမားတစ်ခုရဲနဲ့တင်မူဆိုးကိုယ်တိုင်ကတားကောင်ဘဝသို့ပြောင်းလဲသွားနိုင်တာပါမူဆိုးတွေအတွက်တော့ဝိုင်တအိုးတောက်ဖို့အတွက်တင်အဖိုးတန်လာတဲ့ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးအသုံးပြုရမှာကဘလို့မှမတန်တဆပါပဲတကယ်ပဲဒီလောက်ထိဈေးကြီးတဲ့ဝိုင်ရှိလို့လားဟာဟေ့ကောင်လေးမင်းငါတို့ကိုလိန်ညာပြီးပိုက်ဆံညစ်ဖို့စူးစမ်းနေတာတော့မဟုတ်ပါဘူးနော်မူဆိုးတွေကဝိုင်းပြီးအော်ဟစ်ဆဲဆိုနေကြပေမဲ့သူတို့ရဲ့လေတံတွေဟာအနှဲငယ်ကြောက်ရွံ့ုံလုံနေပြီးအခြေအနေကနေတိတ်ခါရှိနဲ့နောက်ဆုတ်ဖို့လမ်းဆက်ပြောင်းနေကြတာပါစားပွဲထိုးလေးကလည်းသူလုံးဝမလိန်ရဲပါဘူးလို့လက်အုပ်ချပြီးအကြိမ်ကြိမ်ပြောဆိုနေခဲ့ပါတယ်အကိုဖုံးလို့ခေါ်တဲ့မူဆိုးကအခြေအနေကမဟန်မှန်းအဆက်ကွဲတော့မှန်းတီးလိုက်တာကြောင့်အလောတက်ကြီးကြားဖြတ်ပြောဆိုလိုက်ပါတယ်ညီအကိုတို့ငါတို့ပိုက်ဆံတွေအပိုမသုံးကြပါနဲ့တော့ငါလဲတကယ်ပဲထက်ပြီးမတောက်နိုင်တော့လို့ပါငါတို့နောက်နေကြမှာပဲအခွင့်ရေးကြုံမှဒီဝိုင်ကိုတောက်ကြတာပေါ့ဘာဖြစ်လို့လဲဗျာအကိုကအဲ့လိုအလျှော့ပေးစကားမပြောသင့်ဘူးလေထားတခြားမှုဆိုးတွေကဆက်လက်ပြီးအော်ဟစ်နေကြသေးပေမဲ့
သူတို့ရဲ့အတန်တွေကတယောက်ပြီးတယောက်တစ်ပြေးတိုးညင်းပြောက်ကွယ်သွားခဲ့ရပြီးသူတို့ရဲ့ထိုင်ကုန်တွေပေါ်သို့အလိုမကျစွာပြန်လဲထိုင်ချလိုက်ကြပါတော့တယ်စားပွဲထိုးလေးကလည်းလောကဒန်ကိုနားလေရဲ့ပါနတ်တဲ့သူတူဖြစ်တာကြောင့်ဒါကိုမြင်လိုက်ရတဲ့အခါဝိုင်ကိုရောင်းချနိုင်တော့မှမဟုတ်မှန်ကောင်းကောင်းကြီးတီးလိုက်ပါတယ်တိုးတော်လဲဒီလိုအခြေအနေမျိုးကသူ့အတွက်အထူးဆန်းမဟုတ်တာကြောင့်သူနောက်ဆုတ်ဖို့ပြင်လိုက်စင်မှာပဲမောက်မိုက်ပြီးလူသူကင်းမဲ့နေရဲ့ထောင်ဆုံးကစားပွဲစီကနေလူငယ်တဦးရဲ့လောင်ပြောင်လာတဲ့အတန်ကဟိန်းခမ်းနဲ့ထွက်ပေါ်လာခဲ့ပါတယ်ဟဲတကယ်ကိုရဲစရာကောင်းလာတာပဲဤတယောက်ချင်းစီကဘာမှမဟုတ်ပဲနဲ့အလာကားနေရင်လျှောက်ပြီးအော်ဟစ်နေကြတာပဲအကယ်လေးဝိုင်ဝဲဖို့ပိုက်ဆံမတက်နိုင်ရင်လဲဘာဆက်ကိုဂိုင်းငိမ့်ငိမ့်ပိတ်ထားပြီးတစ်ဖက်ကိုကတ်နေလိုက်ကြပါလားမူဆိုးတွေကမင်းစကားကိုကြားလိုက်ရတဲ့အခါစောစောကဒေါသထွက်နေတဲ့မူဆိုးရဲကတယောက်ဟာချက်ချင်းပဲပောက်ကွဲသွားခဲ့ပြီးဒေါသတကြီးနဲ့ပြန်လဲတုံ့ပြန်လိုက်ပါတော့တယ်တောက်ဘသူကမတက်နိုင်ဘူးလို့ပြောလဲကွာစားပွဲထိုးအဲ့ဒီဝိုင်အိုးကိုဒီဘက်ချက်ချင်းယူခဲ့စမ်းကမင်းကိုကြောက်တုံးပေးမယ်နှစ်တုံးတိပဲအိုးခါလေးဆောင်ပါဦးတခင်ကြီးကျွန်တော်မျိုးအခုပဲတွားယူပေးပါမယ်စားပွဲထိုးလေးကဒီလိုမျိုးအလဲ့ပြောင်းဖြစ်လာလိမ့်မယ်လို့အိမ်မက်ထဲတောင်မထင်ထားမိတာကြောင့်အလောတက်ကြီးပြန်ပြေးလိုက်ရင်ဝိုင်အိုးကိုတွားရောက်ယူဆောင်ဖို့ချက်ချင်းလက်ထွက်သွားခဲ့ပါတော့တယ်ဒီဝိုင်အိုးဟာတာမန်ဝိုင်အိုးတအိုးနီးပါးခန့်ကြီးမားလာပါတယ်ဒါပေမဲ့နင်းရဲ့အိုးဖုံးကိုဖွင့်လှစ်လိုက်တဲ့အဲ့ဒီကွက်တီအချိန်မှာတင်လန်းဆန်ပြီးပြားရီလိုချုံမြင်လာတဲ့မွေးရနံ့တွေဟာစားတောက်ခမ်းမတစ်ခုလုံးကိုချက်ချင်းဖုံးလွှမ်းပြည့်နှံ့သွားခဲ့ပါတော့တယ်ပြတ်တင်းပေါင်နားမှာတယောက်တည်းထိုင်နေတဲ့အဘိုးအိုတော်မှဝိုင်ရဲ့ထူးခြားလာတဲ့မွေးရနံ့ကိုရရှိသွားတဲ့အခါခေါင်းကိုချက်ချင်းလှည့်ကြည့်လိုက်မိပြီးဝိုင်အိုးစီတို့စူးစိုက်ကြည့်လိုက်မိပါတယ်ဒါကတကယ်ကိုအစ်စ်မြင့်လာတဲ့အကောင်းဆုံးဝိုင်စစ်အမှန်ပါပဲလေးစားရတဲ့အဲ့ဒီတော်တို့ခင်ဗျာကျွန်တော်ကြွားလုံးထုတ်နေတာမဟုတ်ပါဘူးဒါကဂူယူရွာရဲ့နမေကြီးမြင်းစိမ့်ဝိုင်ပဲဖြစ်ပါတယ်တရွာလုံးမှာဒီလိုဝိုင်မျိုးရှိတာကကျွန်တော်တို့တဲခိုခန်းတစ်ခုတည်းပဲရှိတာပါဒီမွေးရနံ့ကိုရှူရှိုက်ကြည့်လိုက်ပါဦးစားပွဲထိုးလေးကလေကိုအဝရှူသွင်းလိုက်ရင်မြင်ရီရှက်ရီပြောလိုက်တာဖြစ်ပြီးသူ့ရဲ့မျက်နှာတစ်ခုလုံးမှာကျေနပ်အားရမှုနဲ့ပျော်ရွှင်မှုတွေအပြည့်ထင်ဟပ်လို့နေပါတယ်ဖန်ယွမ်ကတော့စိတ်လှုပ်ရှားသွားခဲ့ပါတယ်ဒီတဲခိုခန်းစားပွဲထိုးကတကယ်ပဲကြွားဝါနေတာမဟုတ်ပါဘူးဂူယူကျေးရွာအတွင်းမှာအရက်ဆိုင်၃ဆိုင်ရှိပြီးထိုနေရာတွေမှာရောင်းချတဲ့ဝိုင်တွေကတာမန်ဆန်ဝိုင်တွေနောက်ကျနေတဲ့ဝိုင်တွေနဲ့တခြားတာမန်ဝိုင်မျိုးစားတွေသာဖြစ်ကြတာပါဖန်ယွမ်နေနဲ့အရက်ပိုးကောင်ကိုဆွဲဆောင်ဖို့အတွက်9ရက်တိအဆက်မပြတ်ဝိုင်တွေကိုလိုက်လံဝယ်ယူခဲ့တာဖြစ်လို့မင်းတို့ရဲ့ဈေးနှုန်းတွေကိုကောင်းကောင်းကြီးသိရှိထားတာဖြစ်ပါတယ်မူဆိုးချိုးကသူတို့အရှိကဝိုင်အိုးကိုစိုက်ကြည့်လိုက်ကြပါတယ်သူတို့အားလုံးဝိုင်တောက်ချင်စိတ်တွေတဖွာဖွာဖြစ်ပေါ်လာခဲ့ရပြီးနာခေါင်းကိုရှုံးလိုက်ရင်တနွေးတွေကိုအလူအယက်မျိုးချလိုက်မိကြတာပါဒါပေမဲ့ဒေါသအကြီးနဲ့စိတ်လိုက်မှန်ပါဝိုင်ကိုဝယ်ယူလိုက်တဲ့မူဆိုးရဲ့မျက်နှာမူရာကတော့ပို့ပြီးတော့တောင်စိတ်ဝင်စားဖို့ကောင်းနေပါသေးတယ်သူ့ရဲ့မျက်နှာပေါ်မှာနောင်တရားမှုနဲ့ဒေါသတရားတွေအလွာလိုက်ထင်ဟပ်လို့နေတာပါအကြောင်းကတော့ဒီဝိုင်အိုးတိုးရဲ့တင်ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးတန်ကြီးရှိနေလို့ပါပဲငါတကယ်ပဲစိတ်လိုက်မှန်ပါနဲ့စိတ်ကူးပေါက်ပြီးဝယ်လိုက်မိတာပဲဒီစားပွဲထိုးကလည်းအကွက်မြင်တယ်ဝိုင်ကိုချက်ချင်းယူလာပေးတာပဲအခုအဖုံးကလည်းပွင့်သွားပြီဆိုတော့ငါကုန်ပစ္စည်းကိုပြန်အပ်ချင်ရင်တောင်မှနောက်ကျသွားခဲ့ပြီထိုမှုဆိုးကပိုပြီးတွေးတော့မိလေပိုပြီးတော့စိတ်မသက်မသာဖြစ်လာလေပါပဲသူမင်းကိုပြန်ပြီးအပ်ချင်နေတော့လဲအဆက်ကွဲမှာကိုကြောက်ရွံ့တာကြောင့်ဘလို့မှမလုပ်ရဲပါဘူးနောက်ဆုံးမှာတော့သူကစားပွဲကိုဒုံခန့်နဲ့ရိုက်လိုက်ရင်အတင်းကျပ်ဟန်ဆောင်ပြုံးလိုက်ကပြောလိုက်ပါတယ်တောက်ဒီဝိုင်ကတကယ်ကောင်းတာပဲညီကိုတို့ဒီနေ့တော့ကြိုက်တလောက်အဝါတောက်ကြဆန်းပါဒီဝိုင်အတွက်ငါပဲအကုန်ကြခံပါမယ်အဲ့ဒီအချိန်မှာပဲထောင်ဆုံးကစားပွဲမှာရှိတဲ့လူငယ်ကနာကောင်းရှုံးလိုက်ရင်လောင်ပြောင်ပြောဆိုလိုက်ပြန်ပါတယ်ဒီဝိုင်အိုးသေးလေးကလူ6ယောက်အတွက်ဘလို့လုံးလောက်မှာလဲအကယ်၍မင်းမာသာတကယ်တတိရှိမယ်ဆိုရင်နောက်ထပ်ဝိုင်အိုးနှဲငယ်လောက်ထပ်ပြီးဝယ်လိုက်ပါလားမူဆိုးကမင်းကိုကြားလိုက်ရတဲ့အခါအလွန်မင်းဒေါသထွက်သွားခဲ့ရပြီးနေရာကနေဝုန်းခန်းနဲ့ထည့်လိုက်ပါတော့တယ်သူ့ရဲ့မျက်ဝန်းတွေကစကားပြောလိုက်တဲ့လူငယ်စီတို့စူးစိုက်သွားခဲ့ပြီးကောင်းလေမင်းကတော်တော်စကားများတာပဲလားဆန်းထရက်ဆန်ငါနဲ့တယောက်ချင်းချကြမလားအိုးဒါဆိုရင်လဲငါထက်ပေးရတာပေါ့လူငယ်ကမူဆိုးရဲ့စိန်ခေါ်မှုကိုကြားလိုက်ရတဲ့အခါသူ့ရဲ့ထိုင်ကုန်ကနေထည့်လိုက်ပြီးလောင်ပြုံးလိုက်ရင်အမောင်ရိပ်ထဲကနေဖြေးစွာရှောက်လန်းထွက်ခွာလာခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ချိုးစားကအရက်ရှိပြီးပိန်လီလာသလိုအရေပြားကလည်းသွေးမရှိသလိုဖြူလျော်နေတာပါသူကရေတက်ပြာရောင်တိုက်ပွဲဝတ်စုံကိုတတရက်ရက်နဲ့စနစ်တကျဝတ်ဆင်ထားပါတယ်သူ့ရဲ့ဦးခေါင်းမှာအပြာရောင်ခေါင်းစည်းပုဝါကိုစီးနှောင်ထားပြီးအပေါ်ပိုင်းမှာတော့သူ့ရဲ့ပိန်လီပြီးအားနည်းလာတဲ့ပကုံးတွေကိုမြင်တွေ့နေရတဲ့အင်ဂျီတို့ကိုဝတ်ဆင်ထားတာပါအောက်ပိုင်းမှာတော့ဘောင်းဘီရှည်ကိုဝတ်ဆင်ထားပြီးခြေထောက်တွေမှာဝါးချေညက်ဖက်နှက်တွေကိုစီးနှင်းထားကခြေသလုံးတွေကိုလည်းတက်ရက်စီးနှောင်ထားတာဖြစ်ပါတယ်သူ့ရဲ့ဝတ်စုံမှာအရေးကြီးဆုံးနဲ့လူသားတွေအာယုံကိုဖမ်းစားနိုင်ဆုံးအစိတ်ပိုင်းကတော့သူ့ရဲ့ခါးမှာပတ်ထားတဲ့စိမ့်လန်းတဲ့ခါးပတ်ပဲဖြစ်ပါတယ်ထိုခါးပတ်ရဲ့အလဲဗဟိုမှာတော့တောက်ပတ်နေတဲ့ကြေးဝါပြားတစ်ခုရှိနေပြီးနင်းပေါ်မှာတော့အမေးရောင်နဲ့တကနန်းစာသားကိုထင်ရှားစွာရေးထိုးထားတာပါ
မင်းကအဆင့်တကူကျင့်ကြံသူတဦးဖြစ်ပါတယ်မူဆိုးကဒီလိုမျိုးဝတ်စားဆင်ရင်မှုပုံစံကဘာကိုကိုစားပြုလဲဆိုတာကိုကောင်းကောင်းကြီးနားလည်ထားတာဖြစ်ပါတယ်သူလေးကိုအဝရှုသွင်းလိုက်မိပြီးသူ့ရဲ့မျက်နှာပေါ်ကဒေါသတရားတွေချက်ချင်းပျောက်ကွယ်သွားခဲ့ရကထိတ်လန့်တုန်လှုပ်မှုတွေနဲ့အစားထိုးလို့သွားခဲ့ပါပြီသူဟာမိမိကိုယ်တိုင်တကယ်ကူကျင့်ကြံသူတဦးကိုတွားရောက်စော်ကားမိလိမ့်မယ်လို့အိမ်မက်ထဲတောင်ထဲမမှတ်ဖူးတာဖြစ်ပါတယ်မင်းငါကိုချချင်တာမဟုတ်ဘူးလားလာလေငါကိုလာပြီးထိုးစမ်းမှလူငယ်ကူကျင့်ကြံသူကထိုလူထံသို့ဖြေးစွာရှောက်လန်းလာခဲ့ပြီးသူ့ရဲ့မျက်နှာမှာကြီးစဲလောင်ပြောင်လိုတဲ့အပြုံးမျိုးရှိနေတာပါဒါပေမဲ့အစောပိုင်းကစိန်ခေါ်ခဲ့ရဲ့မူဆိုးကတော့နေရာမှာတင်ကြောက်စရုပ်ထုကြီးတစ်ခုလိုအေးခဲသွားခဲ့ရပြီးဘာလို့ရှားမှုတစ်ခုမှမလုပ်ရဲတော့ပါဘူးဒါမှမဟုတ်မင်းတို့အားလုံးတူတူတက်လာခဲ့ကြမလားအဲ့ဒါလည်းအဆင်ပြေတာပဲလူငယ်ကူကျင့်ကြံသူကမူဆိုးတွေရဲ့စားပွဲစီတို့ဖြေးချင်းရှောက်လန်းသွားလိုက်ရင်ပေါ့ပေါ့ပါပါပဲပြောဆိုလိုက်ပါတယ်သူတို့အားလုံးရဲ့မျက်နှာမူအရာတွေချက်ချင်းပြောင်းလဲသွားခဲ့ပါပြီဝိုင်းတောက်ထားလို့ညီရဲနေခဲ့တဲ့မူဆိုးချိုးရဲ့မျက်နှာတွေကချက်ချင်းဖြူလျော်လို့သွားခဲ့ရတာပါရုတ်တရက်ဆိုသလိုသူတို့တယောက်ချင်းစီရဲ့နဘူးပေါ်မှာချွေးစေးတွေထွက်ပေါ်လာခဲ့ရပြီးအလွန်မင်းကနာမငြိမ်ဖြစ်လာခဲ့ကြကပြင်းပြင်းထန်ထန်အသက်ရှူဖို့တောင်ကြောက်ရွံ့နေကြတာဖြစ်ပါတယ်လူငယ်ကူကျင့်ကြံသူကလက်ကိုဆန့်ထုတ်လိုက်ပြီးမြင်းစိမ့်ဝိုင်အိုးကိုကောက်ယူလိုက်ပါတယ်သူမင်းကိုနာခေါင်းသားသို့ကပ်ပြီးရှူရှိုက်လိုက်ရင်ပြုံးကပြောလိုက်ပါတယ်ဒါကတကယ်ကိုမွေးတာပဲအကယ်လေးအရှင်သခင်ကြီးကသဘောကျတယ်ဆိုရင်ကျေးဇူးပြုပြီးစိတ်ကြိုက်ယူဆောင်ပြီးတောက်သုံးပါခင်ဗျာဒါကကျွန်တော်မျိုးအရှင်သခင်ကြီးကိုပြစ်မှားမိတဲ့အတွက်တောင်းပန်ခြင်းဖြစ်ပါတယ်ခင်ဗျာအစောပိုင်းကစော်ကားမိခဲ့တဲ့မူဆိုးကကပြားပြန်လဲဖြေချလိုက်ပြီးသူ့ရဲ့လက်နှစ်ဖက်ကိုရင်ဘတ်အရှိမှရှက်လိုက်ရင်မျက်နှာမှာအတင်းကျပ်အပြုံးကိုဖန်တီးလိုက်မိပါတယ်ဒါပေမဲ့မမျှော်လင့်ပဲလူငယ်ရဲ့မျက်နှာအမူအရာကပြင်းထန်စွာပြောင်းလဲသွားခဲ့ပြီးခွန်းခန့်တဲ့အတန်ကြီးနဲ့အတူဝိုင်အိုးကိုမြေပြင်ပေါ်သို့ရိုက်ခွဲပစ်လိုက်ပါတော့တယ်ကူကျင့်ကြံသူရဲ့မျက်နှာကရေခဲလိုအေးဆက်သွားခဲ့ပြီးသူ့ရဲ့မျက်ဝန်းတွေကလည်းဓာတ်တစင်းလိုထက်မြက်လို့နေတာပါသူကဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်မင်းကငါ့ကိုတောင်းပန်ဖို့အရေးချင်းရှိတယ်လို့ထင်နေတာလားမင်းတို့လိုမူဆိုးတစုကတကယ်ချမ်းသာနေကြတာပေါ့ငါထက်တောင်ပိုပြီးချမ်းသာနေကြသေးတယ်မင်းတို့ကဝိုင်းတောက်ဖို့အတွက်တင်ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးသုံးဆွဲရဲကြတာကိုအခုအချိန်မှာငါကပင်မစွမ်းအင်ကြောက်တုံးတွေကြောင့်ဘလောက်ထိစိတ်နှောက်ယှက်ဖြစ်နေရလဲဆိုတာမင်းတို့သိလို့လားမင်းတို့ကငါရှေ့မှာလာပြီးစီးစိမ်ပြရဲကြတယ်ပေါ့ဒီအချိန်မှာမင်းတို့လိုတာမန်လူသားတွေကငါနဲ့ရှင်နိုင်မယ်ထင်နေတာလားကျွန်တော်မျိုးတို့မရဲပါဘူးခင်ဗျာအရှင်သခင်ကြီးကိုပြစ်မှားဖို့လုံးဝမရဲပါဘူးခင်ဗျာဒါကတကယ်ကြီးလေးရဲ့ပြစ်မှုကြီးပါပဲကျွန်တော်မျိုးတို့တာမန်လူသားတွေအနေနဲ့အရှင်သခင်ကြီးကိုတမင်စော်ကားဖို့မရည်ရခဲ့ပါဘူးခင်ဗျာဒါတွေကကျွန်တော်တို့ရဲ့ပင်မစွမ်းအင်ကြောက်တုံးတွေပါခင်ဗျာကျေးဇူးပြုပြီးလက်ခံပေးပါဦးအရှင်ကူကျင့်ကြံသူကြီးခင်ဗျာမူဆိုးတွေအားလုံးကပြကြရပဲမတည့်ရက်လိုက်ကြပြီးသူတို့မှရှိတဲ့ပင်မစွမ်းအင်ကြောက်တုံးတွေကိုထုတ်ယူလိုက်ကြပါတယ်ဒါပေမဲ့ဒီလိုတာမန်လူသားတွေမှာဘလို့လုပ်ပြီးပိုက်ဆံအပြည့်စုံရှိမှလဲသူတို့ထုတ်ယူလိုက်တာတွေအားလုံးကပင်မစွမ်းအင်ကြောက်တုံးရဲ့အပိုင်း14တွေသာဖြစ်ကြတာပါအကြီးဆုံးအပိုင်းဆက်ကတော့မှပင်မစွမ်းအင်ကြောက်တုံးတတုံးရဲ့၄ပုံတစ်ပုံခန့်ထက်မပိုပါဘူးကူကျင့်ကြံသူကဒီလိုကြောက်တုံးပိုင်းစတွေကိုလက်မခံခဲ့ပါဘူးဒါပေမဲ့သူတလောင်ပြုံးနေတာကိုတော့မရက်တန့်ခဲ့ပါဘူးသူကသူ့ရဲ့တိမ်ငက်တကောင်လိုထက်မြက်လာတဲ့မျက်ဝန်းတွေနဲ့စားတောက်ခမ်းမတစ်ခုလုံးကိုဝေပြီးစိုက်ကြည့်လိုက်ပါတယ်သူစိုက်ကြည့်လိုက်တဲ့မူဆိုးတွေအားလုံးကခေါင်းတွေကိုငုံထားကြရတာပါပြတ်တင်းပေါက်နားမှာထိုင်ရင်ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့အဘိုးအိုတော်မှကူကျင့်ကြံသူရဲ့မျက်ဝန်းတွေကိုရှောင်ရှားဖို့အတွက်ခေါင်းကိုချက်ချင်းလှည့်လိုက်ရပါတယ်ဖန်ယွမ်တယောက်တည်းသာဘလို့တုံဆိုင်မှုမျိုးမှမရှိပဲငြိမ်သက်စွာစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်ဒီလူငယ်ကူကျင့်ကြံသူဝတ်ဆင်ထားတဲ့ဝတ်စုံကတော့တရားဝင်ကူကျင့်ကြံသူတွေသာဝတ်ဆင်ခွင့်ရှိတဲ့ယူနီဖောင်းဖြစ်တာကြောင့်ဖန်ယွမ်အနေနဲ့မင်းကိုဝတ်ဆင်ဖို့အရေးချင်းမပြည့်မီသေးပါဘူးဖန်ယွမ်အနေနဲ့အကယ်ဒမီကနေပွဲရရှိပြီးတဲ့အချိန်ကြာမှသာမျိုးနွယ်စုစီကနေထိုဝတ်စုံကိုရရှိမှာဖြစ်ပါတယ်လူငယ်ကူကျင့်ကြံသူရဲ့ခါးပတ်ပေါ်ကကြေးဝါပြားမှာရေးထားတဲ့တက္ကနန်းစာသားကတော့သူဟာအဆင့်တကူကျင့်ကြံသူဖြစ်ကြောင်းပြသနေတာပါသို့တော်လဲသူဟာအသက်20ဝန်းကျင်ခန့်ရှိနေပြီဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်ပေါ်နေတဲ့ပင်မစွမ်းအင်အရှိန်ဝါတွေအရသူဟာအဆင့်တစ်ထပ်ဆင့်အခြေအနေသို့ရောက်ရှိနေမှန်းသိသာလာပါတယ်အသက်15နှစ်မှာကျင့်ကြံခြင်းကိုစတင်ခဲ့ပြီးအသက်20ဝန်းကျင်ကြာမှသာအဆင့်တစ်ထပ်ဆင့်သို့ရောက်ရှိတယ်ဆိုတာကဒီလူငယ်ကူကျင့်ကြံသူဟာအဆင့်ဒီပါရမီအဆင့်သာရှိကြောင်းပြသနေတာဖြစ်ပြီးဘင်းကဖန်ယွမ်ထက်တောင်တစ်ဆင့်နှိမ့်ကျနေသေးတာဖြစ်ပါတယ်ဒီလူဟာတိုက်ပွဲဝင်ကူကျင့်ကြံသူတဦးမဟုတ်ပဲထောက်ပံ့ရေးပိုင်းဆိုင်ရာကူကျင့်ကြံသူတဦးသာဖြစ်နိုင်ခြေအလွန်မြင့်မားလာပါတယ်သို့တော်လည်းထိုကဲ့သို့အခြေအနေမျိုးမှာတောင်မှတမာထွားကြိုင်းလာတဲ့မူဆိုး6ယောက်ကိုရင်ဆိုင်ဖို့အတွက်ဆိုရင်တော့မင်းကအများကြီးလုံလောက်လာပါတယ်ဒါကတော့ကူကျင့်ကြံသူတဦးနဲ့တာမန်လူသားတဦးအကြားမှာရှိတဲ့ခွန်အားကွာဟချက်ပဲဖြစ်ပါတယ်ခွန်အားရှိမယ်ဆိုရင်အထက်ဆုံးနေရာမှာရှိနေနိုင်တာကဒီကဘာကြီးရဲ့တဘာဝပဲမဟုတ်လားမဟုတ်ပါဘူးအမှန်တရားမှာတော့ဘယ်ကဘာမှမဆိုအတူတူပါပဲငါးကြီးကငါးသေးကိုစားပြီးငါးသေးကပစွန်ကိုစားကြတာတဘာဝပါပဲဒါပေမဲ့ဒီကဘာကြီးကတော့မင်းကိုပုံမိုပြီးပွင့်ပွင့်လင်းလင်းပြသထားတာပဲဖြစ်ပါတယ်ဖန်ယွမ်ကစိတ်ထဲကနေတိတ်တဆိတ်တွေးတော့နေမိတာပါကဲ
တော်ပါတော့ကျန်းရမင်းတို့ကိုတင်ကန်းစာပေးပြီးပြီပဲဒီတာမန်လူသားတွေကိုထပ်ပြီးတော့အရှက်မခွဲနေပါနဲ့တော့အကယ်လေးဒါကအပြင်ကိုပြန့်သွားမယ်ဆိုရင်မင်းအရှက်မရရင်တောင်မှငါအရှက်ရလိမ့်မယ်ထောင်ဆုံးမှာထိုင်နေတဲ့တခြားလူငယ်တူကလမ်းပြီးပြောဆိုလိုက်ပါတယ်အားလုံးကထိုတန်ကိုကြားလိုက်ရတဲ့အခါထိုလူငယ်ဟာအမျိုးသမီးတူဖြစ်မှန်တတိပြုမိသွားကြပါတယ်ကျန်းရလို့ခေါ်တဲ့လူငယ်ကူကျင့်ကြံသူဟာသူ့ရဲ့အမျိုးသမီးဖော်ကတားမြစ်လိုက်တာကြောင့်လောင်ပြုံးနေတာကိုရက်တက်လိုက်ပါတယ်သူကမူဆိုးတွေထုတ်ယူထားတဲ့ပင်မစွမ်းအင်ကြောက်တုံးအပိုင်းစတွေကိုလှည့်ကြည့်ဖို့တောင်ဂယူးမဆိုင်ခဲ့ပါဘူးဒီကြောက်တုံးတွေအားလုံးပေါင်းရင်တောင်ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးမပြည့်တာကြောင့်သူဘလို့မှစိတ်ဝင်စားတာဖြစ်ပါတယ်သူကသူ့ရဲ့လက်အင်ဂျီကိုခါထုတ်လိုက်ပြီးသူ့ရဲ့မူလစားပွဲစီတို့ပြန်လဲလျှောက်လန်းသွားပါတော့တယ်သူပြန်လျှောက်သွားရင်းနဲ့ကောက်ကျစ်လာတယ်လေတံနဲ့ပြောလိုက်ပါတယ်အကယ်၍မင်းတို့မှာဆက်ပြီးတောက်ဖို့တတိရှိသေးတယ်ဆိုရင်လည်းမြင်းစိမ့်ဝိုင်ကိုဆက်ပြီးတောက်ကြစမ်းပါဘသူကဒီဝိုင်ကိုဆက်ပြီးတောက်ရဲသေးလဲဆိုတာငါကြည့်ချင်သေးတာပေါ့မူဆိုးတွေအားလုံးခွာခေါင်းတွေကိုငုံထားကြရပြီစူပူကျင်းမောင်းခံလိုက်ရတဲ့လိမ္မာလာတဲ့တားငယ်6ယောက်လိုမျိုးပြုတ်မှုနေကြတာပါပြင်းထန်လာတဲ့ဝိုင်ရဲ့မွေးရနံ့တွေကစားတောက်ခမ်းမတစ်ခုလုံးကိုဖုံးလွှမ်းလို့နေပါတယ်ဝိုင်ကိုဝယ်ယူခဲ့တဲ့မူဆိုးကတော့ထိုမွေးရနံ့ကိုရရှိလေရင်ထဲမှာပို့ပြီးတော့ခံရခက်လေပါပဲအကြောင်းကတော့သူကဒီဝိုင်အတွက်ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးတိတိသုံးဆွဲခဲ့ရတော့လဲဝိုင်တငုံတောင်မှမတောက်လိုက်ရလို့ဖြစ်ပါတယ်ဖန်ယွမ်ကသူ့ရဲ့တူတွေကိုချလိုက်ပါတယ်သူတကယ်ပဲဝအောင်စားတောက်ပြီးပြီဖြစ်ပါတယ်သူဝိုင်ရဲ့မွေးရနံ့ကိုရှူရှိုက်လိုက်တဲ့အခါသူ့ရဲ့မျက်ဝန်းတွေကခမ်းမြတောက်ပသွားခဲ့ပြီးမင်းနောက်ပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးကိုထုတ်ယူကာစားပွဲပေါ်သို့တင်လိုက်ပါတော့တယ်စားပွဲထိုးငါ့ကိုမြင်းစိမ့်ဝိုင်တအိုးပေးပါသူကတည်ငြိမ်အေးဆေးလာတဲ့လေတံနဲ့ပြောဆိုလိုက်ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးချက်ချင်းအေးခဲလို့သွားခဲ့ရပါတယ်ကျန်းရလို့ခေါ်တဲ့လူငယ်ကူကျင့်ကြံသူဟာသူ့ရဲ့ခြေလမ်းတွေကိုချက်ချင်းရက်တက်လိုက်မိပြီးသူ့ရဲ့နှုတ်ခမ်းထောင်းတွေကတုံရီသွားခဲ့ကလေကိုပြင်းထန်စွာမှုတ်ထုတ်လိုက်ပါတယ်သူကအခုတင်မဲ့သတိပေးချက်ကိုပြောဆိုပြီးစီးခဲ့တာဖြစ်တော်လဲသူပြောပြီးတာနဲ့ချက်ချင်းပဲဖန်ယွမ်ကဝိုင်ကိုတောင်းဆိုလိုက်တာပါဒါကသူ့ကိုတမင်တကာကြော်ဖြတ်ပြီးသူ့ရဲ့မျက်နှာကိုဖျက်ရိုက်လိုက်တယ်လို့မျိုးပါပဲသူအနောက်သို့လှည့်ကြည့်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုမေးလိုက်ရင်ဖန်ယွမ်စီတို့အေးဆက်လာတဲ့အကြည့်တစ်ချက်ကိုပြစ်လွတ်လိုက်ပါတော့တယ်ဖန်ယွမ်ကတော့ဘာကြောက်ရွံ့မှုမျိုးမှမရှိပဲတတိငိမ်လာတဲ့မျက်နှာပေးနဲ့ပြန်လဲစိုက်ကြည့်နေခဲ့တာပါကျန်းရရဲ့မျက်ဝန်းတွေကတစ်ချက်တောက်ပသွားခဲ့ပြီးနောက်သူ့ရဲ့အကြည့်တွေကအေးဆက်မှုတွေကဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါတယ်သူကဖန်ယွမ်ရဲ့ခန္ဓာကိုယ်ပေါ်ကပင်မစွမ်းအင်အရှိန်ဝါတွေကိုခန်းစားမိသွားတာဖြစ်ပါတယ်ဖန်ယွမ်ရဲ့အဆင့်တန်းကိုသိရှိသွားပြီးတဲ့နောက်မှာတော့သူ့ရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်ထွက်လာခဲ့ပြီးဖော်ရည်စွာပြောလိုက်ပါတယ်အိုးဒါကဂျူနီယာညီငယ်လေးဖြစ်နေတာကိုတခြားလူတွေအားလုံးလည်းဒါကိုချက်ချင်းသဘောပေါက်သွားကြပြီးဖန်ယွမ်စီတို့ကြည့်လိုက်တဲ့အကြည့်တွေကပြောင်းလဲလို့သွားခဲ့ရပါတော့တယ်ဒီလူငယ်လေးကကူကျင့်ကြံသူတူကိုအနှဲငယ်မြမကြောက်ရွံ့ရတာမဆန်းတော့ပါဘူးဘာလို့လဲဆိုတော့သူကိုယ်တိုင်ကလည်းကူကျင့်ကြံသူတူဖြစ်နေလို့ပါပဲသူကအကယ်ဒမီမှာတက်ရောက်နေစေဖြစ်တော်လဲသူ့ရဲ့အဆင့်တန်းကတာမန်လူတွေထက်ကွဲပြားနေခဲ့ပြီဖြစ်ပါတယ်အရှင်ကူကျင့်ကြံသူကြီးခင်ဗျာဒါကအရှင်တောက်မဲ့ဝိုင်ပါခင်ဗျာစားပွဲထိုးလေးကမျက်နှာတစ်ခုလုံးပြုံးရှင်နေရင်းနဲ့အပြေးလွှာယူဆောင်လာပေးပါတယ်ဖန်ယွမ်ကလူငယ်ကူကျင့်ကြံသူကိုခေါင်းတစ်ချက်ညှိပြလိုက်ပြီးဝိုင်အိုးကိုကိုင်းဆောင်ကတဲခိုခန်းထဲကနေအေးဆေးစွာလောက်လန်းထွက်ခွာလာခဲ့ပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း300ခန့်ကဂူယူမျိုးနွယ်စုအတွင်းမှာတကယ့်ကိုထူးချွန်ပြောင်မြောက်လာတဲ့ပါယာမီရှင်တူပေါ်ထွက်ခဲ့ဘူးပါတယ်သူဟာအလွန်ပဲအရေးချင်းရှိပြီးငယ်ငယ်ရွယ်နဲ့တင်အဆင့်9ကူဆရာတူဖြစ်လာတဲ့အခြေအနေအထိကျင့်ကြံနိုင်ခဲ့ုံတင်မကပဲနောက်ထပ်ပုံမမြင့်မားတဲ့အဆင့်တွေအထိတက်လန်းနိုင်မဲ့အလားအလာတွေလည်းရှိနေခဲ့တာပါသူဟာချင်းမောင်တောင်တစ်ခုလုံးမှာနမီကျော်ကြားခဲ့ပြီးတောက်ပတဲ့အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့အပြင်မျိုးနွယ်စုရဲ့မျက်စိထဲမှာတော့အကြီးမားဆုံးသောမျှော်လင့်ချက်နဲ့တာဝန်ဝတ္တရားတွေကိုထမ်းဆောင်ရမယ့်ထိပ်သီးလူပုဂ္ဂိုလ်တူဖြစ်ခဲ့ပါတယ်ဂူယူမျိုးနွယ်စုရဲ့တမိုင်းတစ်လျှောက်မှာတော့လူတိုင်းကသူ့အကြောင်းကိုအပြောဆုံးဖြစ်ကြပြီးသူဟာစတုထမြောက်မျိုးနွယ်စုခေါင်းဆောင်ပဲဖြစ်ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကတော့သူဟာသူ့ရဲ့ပြည်သူတွေကိုကာကွယ်ဖို့အတွက်မိမိကိုယ်ကိုစနစ်တကျဆွတ်လွတ်အနစ်နာခံခဲ့ပြီးသူ့လိုပဲအစွမ်းထက်လာတဲ့အဆင့်9မိစ္ဆာကူဆရာပန်းဝိုင်ရဟန်းနဲ့အပြင်းထန်တိုက်ပွဲဝင်ခဲ့ရတာပါသူဟာပြင်းထန်လာတဲ့တိုက်ပွဲအပြီးမှာပန်းဝိုင်ရဟန်းကိုအနိုင်ယူနိုင်ခဲ့ပြီးထိုမိစ္ဆာကိုဒူးထောက်စေကအတနာခံခိုင်းစေခဲ့ပါတယ်သို့တော်လည်းနောက်ဆုံးမှာတော့သူဟာအနှဲငယ်ပေါ်ဆက်သွားခဲ့မိတာကြောင့်ပန်းဝိုင်ရဟန်းရဲ့ကောက်ကျစ်လာတဲ့ခိုးယူတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတော့တယ်စတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကဒေါသတကြီးနဲ့ပဲပန်းဝိုင်ရဟန်းကိုချက်ချင်းကွပ်မျက်လိုက်ပေမဲ့လည်းသူ့ရဲ့ခန္ဓာကိုယ်မှာပြင်းထန်လာတဲ့ဒဏ်ရာတွေရရှိသွားခဲ့တာကြောင့်အချိန်မတန်ပဲကွယ်လွန်သွားခဲ့ရရှာပါတယ်ဒီဝမ်းနည်းစရာကောင်းလာတဲ့ဖြစ်ရဆိုးကြီးဟာယနေ့ချိန်ထိမျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းတည်ဆောင်လာခဲ့ကြပြီးဂူယူမျိုးနွယ်စုအတွင်းမှာတော့အလွန်ပဲလူကြိုက်များလာတဲ့တမိုင်းပုံပြင်တစ်ခုဖြစ်လာခဲ့ရတာပါသို့တော်လည်းဖန်ယွမ်ကတော့ဒီပုံပြင်ကိုလုံးဝယုံကြည်လို့မရနိုင်မှန်ကောင်းကောင်းကြီးသိရှိထားပါတယ်အကြောင်းကတော့မင်းပုံပြင်ထဲမှာအလွန်ကြီးမားလာတဲ့လက်ဟာပြင်ကွက်လက်တစ်ခုရှိနေလို့ပါပဲသူ့ရဲ့ပြီးခဲ့တဲ့ဘဝတုန်းကတော့အခုအချိန်ကနေနောက်ထပ်တစ်လခန့်ကြာမှမိမိရဲ့ချစ်သူရဲ့ညှင်းပယ်ခြင်းကိုခံလိုက်ရတဲ့မူရည်ရီဝင်နေတဲ့ကူဆရာတူဟာရွာရဲ့အပြင်ဘက်မှာတေလူမတက်မူရည်ပြီး
ငါးတကောင်လိုလဲလျောင်းနေခဲ့ဘူးပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ခန္ဓာကိုယ်ကနေရှန်ထွက်နေတဲ့ဝိုင်းရဲ့မွေးရနှံ့တွေကြောင့်အရက်ပိုးကောင်တကောင်ကိုဆွဲဆောင်မိသွားခဲ့တာပါထိုကူဆရာဟာအရက်ပိုးကောင်ရဲ့နောက်စီတို့အမိလိုက်ရင်းနဲ့ရှုပ်ဝက်လာတဲ့မြေအောက်ကူတစ်ခုအတွင်းမှာပန်းဝိုင်ရဟန်းရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိသူအားခဲ့ရတယ်လို့ပန်းဝိုင်ရဟန်းရဲ့အမွေနှစ်တွေကိုပါတူတူရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ထိုကူဆရာဟာမျိုးနွယ်စုစီတို့အလောတက်ကြီးပြန်လည်ပြေးလွှားသွားရောက်ခဲ့ပြီးဒီအကြောင်းအရာကိုသတင်းပို့လိုက်တာကြောင့်တရွာလုံးမှာကြီးမားလာတဲ့ကြရဲရိုက်ခတ်မှုတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်ဒီမုန်တိုင်းကတဖြည်းငြိမ်သက်သွားခဲ့တဲ့အချိန်မှာတော့သူဟာလည်းမင်းဖြစ်ရက်ကနေအကျိုးကျေးဇူးတွေအများကြီးရရှိသွားခဲ့တာပါသူဟာအရက်ပိုးကောင်ကိုပိုင်ဆိုင်ခွင့်ရရှိသွားခဲ့တယ်လို့သူ့ရဲ့ကြင်ကြံခြင်းစင်ကလည်းမြင့်မားလာခဲ့ပြီးသူ့ကိုတစ်ချိန်ကစွန့်ပစ်သွားခဲ့တဲ့ရေးစားဖြစ်သူကလည်းသူ့ရဲ့အနားစီသို့ပြန်လည်ရောက်ရှိဤလာခဲ့တာကြောင့်ခေတ္တမြအတွင်းမှာတင်သူဟာတရွာလုံးရဲ့ပြောစမတ်ပြုစရာလူတဦးဖြစ်လာခဲ့ရပါတယ်။သမိုင်းပုံပြင်တွေဟာမျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းတည်ဆောင်လာတဲ့အခါလန်ကီမှာအနှဲငယ်ပြောင်းလဲသွားတတ်တာကတဘာဝပဲဖြစ်ပါတယ်။ဒါပေမဲ့ဖန်ရွံရဲ့အမှတ်ရမှုတွေရတော့ထိုကူဆရာကယတနာကိုရှာဖွေတွေ့ရှိခဲ့ရဆိုတဲ့ပုံပြင်ကတကယ်ကိုမှန်ကန်ပြီးစစ်မှန်ပုံရနေပေမဲ့လည်းမင်းပုံပြင်ရဲ့နောက်ွယ်မှာတော့ငါကိုယ်တိုင်မသိသေးတဲ့တခြားသောအမှန်တရားချို့ကိုဖုံးကွယ်ထားသလိုမျိုးခံစားနေရတာပါ။ငါစပိုင်းမှာတော့ဒါကိုသတိမပြုမိခဲ့ပါဘူးဒါပေမဲ့ဒီရက်ပိုင်းတွင်းမှာငါကိုယ်တိုင်လိုက်လံရှာဖွေပြီးတေချာခွဲခြမ်းစိတ်ဖြာကြည့်ရဲ့အခါမှာတော့တခုခုကလွဲချော်နေသလိုမျိုးခံစားလာရပါတယ်။ညင်ကတဖြည်းနှက်မောင်လာခဲ့ပြီးဖန်ရွံကရွာရဲ့ပတ်ပတ်လည်မှာပေါက်ရောက်နေတဲ့ဝါတော်တွင်းသို့ရှောက်လန်းရင်းမိမိရဲ့ဦးနောက်ထဲမှာလက်ရှိရရှိထားတဲ့တဲလုံစတွေကိုတေချာပြန်လည်သုံးသပ်နေမိပါတယ်။ငါနေရာမှာငါဝင်ပြီးစဉ်းစားကြည့်မယ်ဆိုရင်ငါပန်းဝိုင်ရဟန်းရဲ့ယတနာတွေကိုရှာဖွေတွေ့ရှိတဲ့အခါဘာလို့ငါကိုယ်တိုင်ပဲအားလုံးကိုအပိုင်မစည်းဘဲနဲ့မျိုးနွယ်စုစီတို့သွားပြီးအကြောင်းကြားရမှာလဲမျိုးနွယ်စုအပေါ်ထားရှိတဲ့တစ္ဆာစောင့်တိမှုနဲ့ဂုဏ်သိက္ခာကိုတော့ထည့်မပြောနဲ့ဦးလူတိုင်းရဲ့ရင်ထဲမှာလောဘတရားဆိုတာရှိကြတာပဲအဲ့ဒီကူဆရာကိုသူ့ရဲ့ရင်ထဲမှာရှိတဲ့လောဘတရားတွေကိုတစ္ဆာဖောက်ဖျက်စေပြီးမိမိရဲ့ကိုယ်ပိုင်ကြိုးစည်းပွားနဲ့အမျက်ဆုံးအားလုံးကိုဆွတ်လွတ်ကာမျိုးနွယ်စုရဲ့အစစ်မြင့်အရာရှိကြီးတို့ACတို့ဒီလိုမျိုးတွားရောက်သတင်းပို့ရအောင်ထိတွန်းအားပေးခဲ့တဲ့အရာကဘာဖြစ်မလဲအမှန်တရားဆိုတာကတမိုင်းရဲ့မြူကိုးတွေကြားထဲမှာအမြဲတမ်းဖုံးကွယ်နေတတ်တာပါဖန်ရွံကသူ့ရဲ့ဦးနောက်ကိုအစွမ်းကုန်အသုံးချပြီးစဉ်းစားနေခဲ့ရမယ်လေဘလို့မှအပြေမထွက်နိုင်ခဲ့ပါဘူးအဓိကကတော့သူရရှိထားတဲ့တဲလုံစတွေကအလုံးပဲနေပါလုံးလို့ဖြစ်ပါတယ်သူရရှိထားတဲ့တစ်ခုတည်းသောတဲလုံစနှစ်ခုကလည်းမှန်ကန်ခြင်းသို့မဟုတ်မာယွင်ခြင်းဖြစ်နိုင်တာကြောင့်မင်းပေါ်မှာအပြည့်အဝအမိပြုလို့မရနိုင်ပါဘူးဖန်ရွံကမိမိကိုမိမိပြန်လဲတွေးတော်မိလိုက်ပြီးဘာပဲဖြစ်ဖြစ်ဒီစိမ့်လန်းတဲ့ဝါးဝိုင်တအိုးကိုဝယ်ယူပြီးရဲ့နောက်မှာတော့ငါရဲ့လက်ထဲမှာပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးပဲကြံပါတော့တယ်အကယ်လေးငါသာရတနာကိုရှာမတွေ့ခဲ့ဘူးဆိုရင်တော့ငါတကယ်ကိုကြီးမားလာတဲ့ဒုက္ခနဲ့ရင်ဆိုင်ရလိမ့်မယ်ဒီနေ့ကိုတော့ငါရဲ့နောက်ဆုံးသောလောင်းစားတစ်ခုအနေနဲ့ပဲတတ်မှတ်ရတော့မှာပါဒါကအောင်မြင်ခြင်းသို့မဟုတ်ဆုံးရှုံးခြင်းပဲဖြစ်ပါတယ်သို့တော်လည်းသူဟာအစကတည်းကကူဘိုးကောင်တစ်ကောင်ကိုကျင့်ကြံဖို့အတွက်လုံလောက်တဲ့ပင်မစွမ်းအင်ကြောက်တုံးတွေရှိမနေခဲ့တာကြောင့်ဒီဝိုင်းပေါ်မှာပဲအရင်နှီးပြုလိုက်ပြီးအောင်မြင်နိုင်ခြင်းအခွင့်အလမ်းကိုမြင့်တင်လိုက်တာကပိုပြီးအတိတ်ပဲရှိလာပါတယ်အကယ်၍တခြားသာမန်လူတွေဆိုရင်တော့သူတို့တဲကအတော်များများကစိတ်ချရတဲ့လမ်းစဉ်ကိုပဲရွေးချယ်ကြမှာဖြစ်ပြီးပင်မစွမ်းအင်ကြောက်တုံးတွေကိုတေချာစုဆောင်းထားကြလိမ့်မယ်ဒါပေမဲ့ဖန်ရွံကြောက်အတွက်တော့ထို့သောပြုလုပ်ခြင်းရဲ့စွမ်းဆောင်ရည်ကအလွန်ပဲနှိမ့်ချလွန်းလာပါတယ်သူကတော့စွန့်စားမှုကိုအလွန်ပဲနှစ်သက်ပြီးလောင်းကစားရတာကိုပိုပြီးသဘောကျတတ်တာပါမင်းတို့မြင်တဲ့အတိုင်းပဲမိစ္ဆာကောင်းကလူတွေဟာစွန့်စားရတာကိုအလွန်ပဲမျက်နှိုးကြပါတယ်အခုအချိန်မှာတော့ညင်ကပုံမိုပြီးနှဆိုင်လို့လာခဲ့ပါပြီຫນွေဦးရဲ့လက်မင်းလေးကတော့လေးတစင်းလိုကွေးညွတ်နေပြီးတိမ်တိုက်တွေကလာရောင်ကိုဖုံးကွယ်ထားတာကြောင့်လက်ချမ်းကွေးလေးပေါ်မှာပါလွာလာတဲ့ပိုးသားဝတ်စုံတစ်ခုကိုလွှမ်းကြုံထားသလိုမျိုးဖြစ်နေပါတယ်အကြောင်းကတော့3ရက်နဲ့3ရက်တိတိအဆက်မပြတ်မိုးရွာသွန်းမှုပြီးဆုံးသွားခဲ့တာကြောင့်ဖြစ်ပြီးတောင်တန်းတွေအကြားမှာရှိတဲ့နောက်ကျနေတဲ့စွမ်းအင်တွေအားလုံးကတန့်စင်စွာစေကြောခြင်းခံလိုက်ရတာကြောင့်တကယ်ကိုအတန်ရှင်းဆုံးသောလန်းဆန်းမှုတွေကိုသာချမ်းထားခဲ့တာဖြစ်ပါတယ်ဒီလန်းဆန်းလာတဲ့လေတူးကတော့စက္ကူဖြူတရွက်လိုအလွန်ပဲတန့်စင်နေပြီးဝိုင်းရဲ့မွေးရနှံ့တွေကိုပဝန်းကျင်သို့ပြန့်နှံ့သွားအောင်ပြုလုပ်ရမှာပုံမိုပြီးထိရောက်မှုရှိစေပါတယ်ဒါဟာဖန်ရွံအနေနဲ့ဒီနေ့ညမှာမိမိကိုမိမိယုံကြည်မှုတွေအပြည့်အဝရှိနေရခြင်းရဲ့ပထမဆုံးသောအကြောင်းပြချက်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့9ရက်တိတိအဆက်မပြတ်လိုက်လံရှာဖွေခဲ့ခြင်းကလည်းဘာမှမရရှိခဲ့တာတော့မဟုတ်ပါဘူးအ ਨੇ ဆုံးတော့ပန်းဝိုင်ရဟန်းဟာထိုနေရာတွေမှာတည်ဆုံးခဲ့တာမဟုတ်မှန်းသက်သေပြနိုင်ခဲ့ပါတယ်ဒါကတော့ဝါတော့အတွင်းမှာဖန်ရွံယုံကြည်မှုရှိနေရခြင်းရဲ့ဒုတိယမြောက်အကြောင်းပြချက်ပါပဲဝါတော့အတွင်းမှာတော့မျက်ပင်တွေကအလွန်ပဲဝေစာနေပြီးဖြူဖွေးလာတဲ့ပန်းပွင့်လေးတွေကလည်းအဆုံးမရှိပေါက်ရောက်နေသလိုစိမ့်လန်းလာတဲ့လန်ဆိုဝါပင်တွေကလည်းခဲတဲ့တစ်ချောင်းလိုအလွန်ပဲဖြောင့်ဆန်းနေကြတာဖြစ်ပါတယ်ဒီဝါတော့ကြီးကတော့ကြောက်စိမ့်တုံးတွေစူးစီးထားသလိုမျိုးထင်မှတ်ရပါတယ်ဖန်ရွံကဝိုင်အိုးရဲ့အဖုံးကိုဖွင့်လှစ်လိုက်တဲ့အခါပြင်းထန်လာတဲ့ဝိုင်ရဲ့မွေးရနှံ့တွေကချက်ချင်းပဲထွက်ပေါ်လာခဲ့ပါတယ်စိမ့်လန်းတဲ့ဝါဝိုင်ကိုတော့ဂူယူကျေးရွာရဲ့နံပါတ်1ဝိုင်လို့တောင်ပြောဆိုနိုင်တာပါဒါဟာဖန်ရွံအနေနဲ့ဒီနေ့ညမှာယုံကြည်မှုရှိနေရခြင်းရဲ့တတိယမြောက်အကြောင်းပြချက်ဖြစ်ပါတယ်ဒီကြီးမားလာတဲ့အကြောင်းပြချက်3ခုစလုံးစူးစီးသွားခဲ့ပြီဆိုမှတော့
အကယ်၍ငါသာအောင်မြင်ခြင်းနဲ့ဆိုရင်တေချာပေါက်ဒီနေ့ညပဲဖြစ်ရပါလိမ့်မယ်ဖန်ယွမ်ကစိတ်ထဲကနေမိမိကိုမိမိအားပေးလိုက်ရင်ဝိုင်အိုးကိုဖြေးစွာဆောင်းလိုက်ကကြောက်တုံးတတုံးပေါ်သို့ဝိုင်နှဲငယ်ကိုစီးကျစေလိုက်ပါတယ်အကယ်၍ထိုမှုဆိုးတစုသာဒီမြင်ကွင်းကိုမြင်တွေ့သွားခဲ့မယ်ဆိုရင်တော့သူတို့တွေတကယ်ကိုရင်ခွဲမတက်ခံစားရမှာတေချာပါတယ်အကြောင်းကတော့ဒီဝိုင်ကပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးတိတိတန်ကြေးရှိလို့ပါပဲဒါပေမဲ့ဖန်ယွမ်ကတော့ဘာမှမဖြစ်သလိုတည်ငြိမ်နေခဲ့ပါတယ်မွေးပြန့်လာတဲ့ရနံ့တွေကညစ်လွာအတွင်းသို့ချက်ချင်းပြန့်နှံ့သွားခဲ့ပါတယ်လေပြေလေးကညင်သာစွာတိုက်ခတ်နေပြီးတင်းပြန့်လာတဲ့ရနံ့တွေကလေထဲမှာလွင့်မျောနေကဝါတော့တစ်ခုလုံးကိုကူးဆက်သွားစေပါတယ်ဖန်ယွမ်ကသူ့ရဲ့နေရာမှာတင်ရက်တက်နေရင်ထိုမွေးရနံ့ကိုရှူရှိုက်လိုက်ပြီးခမ်းအမြစောင့်ဆိုင်နေခဲ့တော်လဲဘလို့လှုပ်ရှားမှုမျိုးကိုမှမမြင်တွေ့ခဲ့ရပါဘူးသူကြားလိုက်ရတာကတော့အနီးနားကဦးငှက်တကောင်ရဲ့အော်မီတန်တာဖြစ်ပြီးမင်းတန်ကခေါင်းလောင်အတန်လေးတွေစီတန်းနေတယ်လို့ပါပဲသူ့ရဲ့အကြည့်တွေကငြိမ်သက်နေခဲ့ပြီးသူဘာမှအန်းဆိုင်ခြင်းမရှိဘဲနဲ့ထိုနေရာကနေမီတာအနည်းငယ်ခန့်ဝေးကွာတဲ့တခြားသောနေရာတစ်ခုစီသို့ရှောက်လန်းသွားခဲ့ပါတယ်ဒီနေရာမှာလဲသူကအတူတူပဲပြုလုပ်လိုက်ပြီးဝိုင်နှဲငယ်ကိုလောင်းချလိုက်ကမင်းနေရာမှာတင်ခိတ္တဆောင်ဆိုင်နေခဲ့ပါတယ်သူဟာဒီလိုမျိုးအကြိမ်ကြိမ်အခါခါပြုလုပ်ခဲ့ပြီးမတူညီတဲ့နေရာအချို့စီသို့ပြောင်းရွှေ့ကဝိုင်တွေကိုလိုက်လံလောင်းချနေခဲ့တာဖြစ်ပါတယ်ဒီလိုတွေအားလုံးပြုလုပ်ပြီးတဲ့နောက်မှာတော့အိုးထဲကစိမ့်လန်းတဲ့ဝါဝိုင်ဟာအနှဲငယ်များဒါကြံပါတော့တယ်ဒါကတော့နောက်ဆုံးအကြိမ်ပဲဖြစ်လိမ့်မယ်ဖန်ယွမ်ကစိတ်ထဲကနေတပြင်းချလိုက်မိပါတယ်သူကဝိုင်အိုးကိုမောက်ချလိုက်ပြီးအောက်ခြေကိုမိုးကောင်းကင်စီသို့ဥတီစေလိုက်တဲ့အခါအိုးထဲမှာကြံရှိနေတဲ့ဝိုင်တွေအားလုံးကအပြင်သို့စီးဆင်းသွားခဲ့ပါတော့တယ်ဝိုင်တွေကမျက်ခင်းပြင်ပေါ်သို့ဖြန့်ပတ်သွားခဲ့တာကြောင့်စိမ့်လန်းလာတဲ့မျက်ပင်လေးတွေကရိမ့်ရွယ်သွားခဲ့ကြရပြီးတော်ရန်ပန်းပွင့်လေးတွေကလည်းဝိုင်တွေဆွန့်ထင်သွားခဲ့တာကြောင့်သူတို့ရဲ့ခေါင်းလေးတွေကိုအနှဲငယ်ငုံချလိုက်ကြပါတယ်ဖန်ယွမ်ကသူ့ရဲ့ရင်ထဲမှာနောက်ဆုံးသောမျောလင်းချက်လင်းနှန်းလေးကိုစုပ်ကင်ထားရင်းမတ်တရက်လိုက်ပြီးပတ်ဝန်းကျင်ကိုဝေဝဲကြည့်လိုက်ပါတယ်အခုအချိန်မှာတော့ညင့်ကတကယ်ကိုနှဆိုင်သွားခဲ့ပါပြီထူထပ်လာတဲ့တိမ်တိုက်ကြီးတစ်ခုကလာရောင်ကိုဖုံးကွယ်ထားတာကြောင့်မှောင်မိုက်လာတဲ့အရေးမီကြီးတွေကဝါတော်ကြီးကိုလိုက်ကတစ်ခုလိုဖုံးလွှမ်းသွားခဲ့ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကတင်မင်းတမျှငြိမ်သက်လို့နေတာပါစိမ့်လန်းလာတဲ့လန်ဆိုဝါပင်တပင်ချင်းစီကတယောက်တည်းမမက်ရက်နေကြပြီးဖန်ယွမ်ရဲ့မျက်ဝန်းအိမ်ထဲမှာတော့ဖြောင်းဆန်းနေတဲ့မြင်းချောင်းတွေအလားခြေရာတစ်ခုကိုခြံထားခဲ့ပါတယ်သူကထိုနေရာမှာတင်ငြိမ်သက်စွာရက်နေမိပြီးမိမိရဲ့တည်ငြိမ်လာတဲ့အသက်ရှူတန်ကိုပြန်လဲနားထောင်နေမိပါတယ်မင်းနောက်သူ့ရဲ့ရင်ထဲမှာတဲဆောင်ထားတဲ့တင်းငယ်လာတဲ့မျောလင်းချက်လေးကတဖြည်းပြောက်ွယ်သွားခဲ့ရပြီးဘာမှမဟုတ်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တာကိုခံစားလိုက်ရပါတယ်နောက်ဆုံးတော့လဲကြာရှုံးသွားခဲ့တာပဲသူ့ရဲ့စိတ်ထဲကနေတိတ်တဆိတ်ရေယုံမိလိုက်ပါတယ်ဒီနေ့မှငါအတွက်ကြီးမားလာတဲ့အားသာချက်၃ခုစလုံးစုစည်းနေခဲ့တာတော့မှငါကြာရှုံးခဲ့ရတော့မဲ့အရက်ပိုးကောင်ရဲ့အရေးရောင်ကိုတောင်မမြင်ခဲ့ရဘူးဒါကနောက်အနာဂတ်မှာအောင်မြင်နိုင်ခြင်းနှုန်းကပုံမူပြီးနှိမ့်ကျသွားလိမ့်မယ်ဆိုတာကိုပြသနေတာပဲအခုငါမှာပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးပဲကျန်တော့တယ်ပြီးတော့ငါလိုက်ရောင်ကူကိုလည်းတေချာပေါက်ကျင့်ကြံရဘူးမယ်ငါထက်ပြီးစွန့်စားလို့မရတော့ဘူးစွန့်စားမှုတစ်ခုကိုပြုလုပ်ခြင်းရဲ့နောက်ဆုံးရလဒ်ကတော့အမြဲတမ်းစိတ်ကျေနပ်မှုမရှိတတ်တာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့ရလဒ်ကသာတကယ်ကိုစိတ်ကူးရင်ဆန်စွာအဆင်ပြေသွားခဲ့မယ်ဆိုရင်တော့ရရှိမဲ့အမျက်ဆုံးကအလွန်ပဲစိတ်လှုပ်ရှားဖို့ကောင်းလာတာပါဖန်ယွမ်ကစွန့်စားရတာကိုနှစ်သက်တော်လဲသူကလောင်းကစားဆွဲနေတဲ့သူတူမဟုတ်သလိုမိမိရှုံးနိမ့်သွားခဲ့တဲ့အရာတွေကိုလောင်းကစားနဲ့ပြန်လည်ရယူခြင်းစိတ်ရှိနေတဲ့သူမျိုးလည်းမဟုတ်ပါဘူးသူမှာမိမိကိုယ်ပိုင်ကန့်သက်ချက်ရှိပြီးမိမိရဲ့စွမ်းဆောင်ရည်တွေကိုလည်းကောင်းကောင်းကြီးနားလည်ထားတာဖြစ်ပါတယ်အခုအချိန်မှာတော့သူ့ရဲ့အနှစ်900မြရှိတဲ့ဘဝအတွေ့အကြုံတွေကဒါကိုရက်တန့်ဖို့အချိန်တန်ပြီလို့သူ့ကိုသတိပေးနေခဲ့ပါပြီတခါတရံမှာဘဝဆိုတာဒီလိုပါပဲအလွန်ပဲပြည့်စုံနေပြီးဆွဲဆောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ပန်းတိုင်တစ်ခုရှိနေတတ်တယ်လို့ဘင်းကအလွန်ပဲနီးကပ်နေတယ်လို့မျိုးထင်မှတ်ရပေမဲ့လည်းလက်လက်ကွက်တွေနဲ့အလဲ့အပြောင်းတွေအများကြီးရှိနေတတ်တာကြောင့်ပန်းတိုင်ကအမြဲတမ်းပြည့်မြောက်ခြင်းမရှိတတ်ပါဘူးဘင်းကလူတွေကိုနေရောညပါစဉ်းစားကန်းဖွင့်စေပြီးကနာမငြိမ်ဖြစ်စေတတ်ပါတယ်ဒါဟာဘဝရဲ့ကိုရာကယ်မဲ့ဖြစ်မှုတစ်ခုဖြစ်တော်လဲတက်ရှိထင်ရှားရှင်သန်နေရခြင်းရဲ့ဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်ဖန်ယွမ်ကခါးသီးစွာပြုံးလိုက်မိပြီးလက်ထွက်ခွာဖို့ပြင်လိုက်ပါတယ်အဲ့ဒီကွက်တိအချိန်မှတင်လေပြေအေးတစ်ခုကနူးညံ့လာတဲ့လက်မောင်းတစ်စုံလိုမျိုးတိုက်ခတ်လာခဲ့ပြီးညမိုးကောင်းကင်ထက်ကတိမ်တိုက်တွေကိုညင်သာစွာဖယ်ရှားပေးလိုက်ပါတော့တယ်တိမ်တိုက်တွေလွင့်မျောသွားခဲ့တဲ့အခါကောင်းကင်ထက်မှာပုံကွယ်နေတဲ့လက်မင်းကြီးကပေါ်ထွက်လာခဲ့ပြီးလက်ချမ်းကွေးပုံတန်ထန်လက်မင်းကြီးကကောင်းကင်ထက်မှာကြောက်စိမ့်ဖြူမီးအိမ်ကြီးတစ်ခုလိုချိတ်ဆွဲထားသလိုဖြစ်နေကရေလိုပဲကြည်လင်လာတဲ့လက်ရောင်တွေကိုကဘာမြေပြင်ပေါ်သို့လောင်းချလိုက်ပါတော့တယ်လက်ရောင်တွေကဝါတော်ကြီးပေါ်သို့ဖြာကျသွားခဲ့သလိုတောင်ပေါ်ကကြောက်ဆောင်ကြီးတွေပေါ်သို့လည်းဖြာကျသွားခဲ့ပြီးတောင်ပေါ်ကမြစ်ချောင်းအင်းအိုင်တွေစီတို့ပါစီးဆင်းသွားခဲ့ကနောက်ဆုံးမှာတော့ဖန်ယွမ်ရဲ့ခန္ဓာကိုယ်ပေါ်သို့ကြားရောက်သွားခဲ့ပါတယ်ဖန်ယွမ်ကတော့ရိုးရှင်းလာတဲ့ဝတ်စုံကိုဝတ်ဆင်ထားတာပါလက်ရောင်ရဲ့နူးညံ့လာတဲ့ထိတွေ့မှုအောက်မှာတော့သူ့ရဲ့ငယ်ရွယ်လာတဲ့မျက်နှာလေးကပုံမိုပြီးဖြူစင်ဝင်းပလာခဲ့ရပြီးမှောင်မိုက်မှုတွေကလည်းဖြတ်ခနဲပြောက်ွယ်သွားခဲ့ကမင်းရဲ့နေရာမှာတော့စီးနှင်းပွင့်တွေစူးစီးနေတဲ့ကွင်းပြင်ကြီးတစ်ခုလိုမျိုးအစားထိုးဝင်ရောက်သွားခဲ့ပါတယ်လာရောင်ရဲ့ကူးဆက်ခြင်းကိုခံလိုက်ရတယ်လို့မျိုးပဲဦးငှက်လေးကလည်းနောက်တစ်ကြိမ်ပြန်လဲတချင်းဆိုလာခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့တကောင်နဲ့တင်မဟုတ်ပဲဝါတော်အတွင်းမှာရှိနေကြတယ်ငှက်မြောက်များကတပြိုင်နက်တည်းပြန်လဲတွန်းကျူးလိုက်ကြတာဖြစ်ပါတယ်
အဲ့ဒီအချိန်မှာတင်တောင်တန်းကြီးတွေထဲမှာနေထိုင်တတ်တဲ့အင်းဆက်ပိုးကောင်အမျိုးအစားတစ်ခုဖြစ်ပြီးလာရောင်အောက်မှာမှလှလှရှားတတ်ကြတဲ့ငကားလုံးပွေလေးတွေကလည်းတက်ရှိထင်ရှားရှင်တန်ခြင်းရဲ့ဒေးတန်တွေကိုစတင်ပြီးတီးဆိုလိုက်ကြပါတယ်သူတို့ကညခါမှသာအပြင်သို့ထွက်လာတတ်တဲ့တတဝါလေးတွေချစ်ကြပြီးသူတို့ရဲ့ခန္ဓာကိုယ်ကနေဖြောတော့လာတဲ့အနီရောင်အလင်းတန်းလေးတွေထွက်ပေါ်နေတတ်တာပါဒီအချိန်မှာတော့သူတို့တွေဟာအုပ်စုလိုက်အပြင်သို့ခုန်ထွက်လာခဲ့ကြပြီးသူတို့တဦးချင်းစီရဲ့ခန္ဓာကိုယ်ကတော့နီရဲလာတဲ့ကြောင့်နီတတုံးရဲ့တောက်ပမှုတွေလိုမျိုးတောက်ပနေခဲ့ကြပါတယ်ပထမဆုံးတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့ဖန်ယွမ်ကဒီနာကားလုံးပွေလေးတွေကိုအနီရောင်ရေလိုင်းလေးတွေခုန်ပေါက်နေတယ်လို့မျိုးထင်မှတ်လိုက်မိပြီးသူတို့လေးတွေကစိမ့်လန်းလာတဲ့မျက်ခင်းပြင်တွေနဲ့တောရိုင်းပန်းပွင့်လေးတွေပေါ်သို့ခုန်ဆင်းလိုက်ကြကဝါတော့အတွင်းကလာရောင်အောက်မှာပျော်ရွှင်စွာခုန်နေကြတာဖြစ်ပါတယ်ဝါတော့ကြီးကတော့လာရောင်အောက်မှာရှိတဲ့စိတ်ဝိရင်ပိုင်ဆိုင်ထားတဲ့ရေကန်ကြီးတစ်ခုလိုမျိုးဖြစ်နေပြီးလန်ဆိုဝါပင်တွေရဲ့စိမ့်လန်းလာတဲ့ကြောက်စိမ်းရောင်တွေကအလင်းတန်းတွေအောက်မှာချုံမွေးလာတဲ့ကြားအောက်စိမ်းတုံးကြီးတွေလိုမျိုးတောက်ပနေခဲ့ကြပါတယ်ထူထပ်လာတဲ့တစ်ပင်ကြီးတွေနဲ့တောက်ပလာတဲ့ຫນွေဦးရဲ့ပန်းပွင့်လေးတွေရဲ့ဆွဲဆောင်မှုရှိလာတဲ့မြင်ကွင်းကြီးကတော့တဘာဝတရားကြီးကဖန်ယွမ်ကိုသူမရဲ့ကြီးမားလာတဲ့အလှတရားတွေကိုပြသနေတယ်လို့ပါပဲဒီအချိန်မှာတော့ဖန်ယွမ်ကမိမိရဲ့ခြေလမ်းတွေကိုမတိစိတ်ကနေရက်တက်လိုက်မိပြီးမိမိကိုမိမိနှက်ပြည်နဲ့ရွာတစ်ခုတည်းသို့ရောက်ရှိနေတယ်လို့မျိုးခံစားလိုက်ရပါတယ်သူကထွက်ခွာဖို့အတွက်အစင်သင့်ဖြစ်နေခဲ့ပြီးတော့လေဒီအချိန်မှာတော့မတိစိတ်ကနေပတ်ဝန်းကျင်ကိုပြန်လဲဝေးဝဲကြည့်လိုက်မိပါတယ်သူနောက်ဆုံးတော့ဝိုင်းနှဲငယ်ကိုလောင်းချခဲ့တဲ့တောရိုင်းပန်းပွင့်လေးတွေနဲ့မျက်ပင်စူးစူးလေးကတော့လေထဲမှာညင်သာစွာတုံးကြီးနေခဲ့ပြီးဘာမှမရှိပဲဗလာဖြစ်နေသေးပါပဲဖန်ယွမ်ကမိမိကိုမိမိရေမောလိုက်မိပြီးသူ့ရဲ့အကြည့်တွေကိုပြန်လဲရုပ်သိမ်းဖို့ပြင်လိုက်ပါတယ်သို့တော်လဲမမျော်လင့်ပဲသူလက်ထွက်လိုက်တဲ့ဖြစ်စဉ်အတွင်းမှာတင်ဖြူဖွေးလာတဲ့စီးနှင်းပွင့်လေးတစ်ခုကိုလမ်းပြီးမြင်တွေ့လိုက်ရပါတယ်ဒီစီးနှင်းပွင့်လေးကတော့မလန့်မကန့်မှရှိတဲ့လန်ဆိုဝါပင်ရဲ့ပင်စီပေါ်မှာကန့်ညိနေတာဖြစ်ပါတယ်လာရောင်အောက်မှာတော့မင်းကလေထဲမှာဆွဲချိတ်ထားတဲ့စီးနှင်းပူလဲလုံးလေးတစ်ခုလိုမျိုးဖြစ်နေတာပါဖန်ယွမ်ရဲ့မျက်ဝန်းအိမ်နှစ်ခုစလုံးကချက်ချင်းပဲပြူးကျဲသွားခဲ့ရပြီးသူ့ရဲ့ခန္ဓာကိုယ်လေးကလည်းအနှဲငယ်တုံရီသွားခဲ့ကရင်ဘတ်ထဲကနှလုံးသားကလည်းစက္ကန့်တိုင်းမှာပုံမူပြီးမျက်စံစွာခုံမက်လာခဲ့ပါတော့တယ်မြင်းကတော့တကယ့်ကိုအရက်ပိုးကောင်ပဲဖြစ်ပါတော့တယ်အရက်ပိုးကောင်ရဲ့ပုံသဏ္ဍာန်ကပိုးတုံးကောင်လေးတစ်ကောင်နဲ့တူပြီးခန္ဓာကိုယ်တစ်ခုလုံးကပူလဲလိုဖြူဖွေးတဲ့အလင်းတန်းတွေကိုထုတ်လွှတ်နေပါတယ်သူဟာအနှဲငယ်ဝဝတုံးတုံးနဲ့ချစ်စရာကောင်းတဲ့ပုံစံရှိတာပါအရက်ပိုးကောင်ကဝိုင်ကိုအစာအာဟာရအဖြစ်မိဝဲတက်ပြီးပြန်တန်းနိုင်စွမ်းလည်းရှိပါတယ်သူပြန်တန်းတဲ့အခါခန္ဓာကိုယ်ကိုအလုံးလေးလိုလိမ့်လိုက်တက်ပြီးပြန်တန်းနှုံးကအလွန်ပဲမြန်ဆန်လာပါတယ်သူဟာအဆင့်တကူပိုးကောင်တစ်ကောင်သာဖြစ်ပေမဲ့လည်းအဆင့်နှစ်ကူပိုးကောင်အချိုးထက်တောင်တန်မိုးပုံမူကြီးမားတာကြောင့်သူ့ကိုမိမိရဲ့အသက်သွေးကြောကူအဖြစ်ကျင့်ကြံခြင်းကလာရောင်ကူထက်စရင်အစဉ်ပြေမှုတွေအများကြီးရှိစေပါတယ်။အခုအချိန်မှာတော့အရက်ပိုးကောင်ကဖန်ယွမ်နဲ့ခြေလန်း90သို့မဟုတ်60ခန့်သာဝေးကွာတဲ့ဝါပင်စီပေါ်မှာကန့်ညိနေတာပါ။သူဟာအသက်ကိုအောင်းထားလိုက်ပြီးစိုးတင်းအနားသို့တိုးမသွားပဲနောက်စီသို့ဖြည်းစွာခြေလန်းဆုပ်လိုက်ပါတယ်။သူတို့ကြားကအကွာဝေးကအလွန်နီးကပ်နေပေမဲ့လည်းအခုမှပင်မစွမ်းအင်ပေါက်ကိုဖွင့်လှစ်ထားခါဆက်ဖြစ်တဲ့သူ့လိုကူစရာတူအတွက်အရက်ပိုးကောင်ကိုတိုက်ရိုက်ဖမ်းဆီးဖို့ဆိုတာအလွန်ပဲခက်ခဲလာတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။အောင်မြင်ဖို့အတွက်လုံးဝမျှော်လင့်ချက်မရှိဘူးလို့တောင်ပြောဆိုနိုင်။ဒါပါဖန်ယွမ်ကအရက်ပိုးကောင်ကိုရှင်းရှင်းလင်းလင်းမမြင်တွေ့ရပေမဲ့လည်းမောင်မိုင်းမှုတွေကြားထဲမှာထိုအရက်ပိုးကောင်ကသူ့အပေါ်တတိကြီးစွာထားနေမှန်းခံစားနေရပါတယ်။သူဟာအရက်ပိုးကောင်ကိုမနှောက်ယှက်မိစေရန်အတက်နိုင်ဆုံးဂယူးဆိုင်ရင်နောက်စီသို့ဖြည်းစွာဆုတ်ခွာနေခဲ့ပါတယ်။အကယ်၍အရက်ပိုးကောင်သာပြန်တန်းထွက်ပြေးသွားခဲ့မယ်ဆိုရင်သူ့ရဲ့လက်ရှိအချိန်နဲ့ဘလို့မှမိနိုင်မှာမဟုတ်မှန်းသူကောင်းကောင်းကြီးသိရှိထားတာပါသူဟာအရက်ပိုးကောင်ဝိုင်းတွေကိုမူးယစ်သွားတဲ့အထိတောက်သုံးမဲ့အချိန်ကိုစောင့်ဆိုင်ရမှာဖြစ်ပြီးထိုအချိန်ကြမှသာပြန်တန်းနှုံးကျဆင်းသွားမှာဖြစ်တာကြောင့်ဖမ်းဆီးဖို့အခွင့်အရေးရရှိမှာဖြစ်ပါတယ်ဖန်ယွမ်နောက်စီသို့ပုံမဝေးကွာအောင်ဆုတ်ခွာသွားတာကိုမြင်တွေ့လိုက်ရတဲ့အခါဝါပင်ပေါ်မှာကန့်ညိနေတဲ့အရက်ပိုးကောင်ကစတင်လှုပ်ရှားလာခဲ့ပါတယ်သူ့ရဲ့ရှေ့မောက်မှာရှိတဲ့ဝိုင်းရဲ့ပြင်းထန်လာတဲ့မွေးရနံ့တွေကအလွန်ပဲဆွဲဆောင်မှုရှိနေတာကြောင့်ပိုးကောင်လေးကိုစိတ်ရည်ဝေသွားစေတာပါအကယ်၍သူသာတနွေးရှိခဲ့မယ်ဆိုရင်ပတ်ဝန်းကျင်တစ်ခုလုံးမှာတရွေးတွေအိုင်ထုံးနေလောက်ပါပြီဒါပေမဲ့အရက်ပိုးကောင်ကအလွန်ပဲသတိကြီးလာတာကြောင့်ဖန်ယွမ်ခြေလန်းနှစ်ရခန့်ထိဆုတ်ခွာသွားပြီးတဲ့အချိန်ကြမှသာခန္ဓာကိုယ်ကိုအနှဲငယ်ကျုံလိုက်ပြီးလေထဲသို့ပြန်တက်သွားခဲ့ပါတော့တယ်သူလေထုထဲမှာမြင့်မားစွာပြန်တန်းနေတဲ့အခါခန္ဓာကိုယ်ကိုအလုံးလေးလိုလိမ့်ထားတာကြောင့်ဖြူဖွေးလာတဲ့ဆံမုံလုံးလေးတစ်လုံးနဲ့တူနေရတယ်ထိုမုံလုံးလေးကလေထဲမှာစက်ဝိုင်းပုံတန်ထန်ဝဲပြန်ရင်စောစောကစိမ့်လန်းတဲ့ဝါးဝိုင်တွေဖြန့်ပတ်ထားတဲ့မျက်ခင်းပြင်ပေါ်သို့ဆင်းသက်သွားခဲ့ပါတယ်အရသာရှိလာတဲ့အစားအစာတွေကမျက်စိရှေ့မောက်သို့ရောက်ရှိလာပြီးဖြစ်တာကြောင့်အရက်ပိုးကောင်ကသူ့ရဲ့တတိထားမှုတွေကိုရှော့ချလိုက်ပါတော့တယ်သူဟာဝိုင်းနှဲငယ်တင်ကြံနေတဲ့ပန်းကုံလေးတစ်ပွင့်ပေါ်သို့အလောတက်ကြီးတက်လန်းသွားခဲ့ပြီးသူ့ရဲ့ဦးခေါင်းလေးကိုအထဲသို့ထိုးထည့်လိုက်ကအပြင်ဘက်မှာတော့ဝါဝါတုတ်တုတ်အမီးလေးတစ်ခုသာခြံထားခဲ့ပါတယ်အရက်ပိုးကောင်ကအလွန်ပဲစာလောင်မှုတိတ်နေပုံရပြီးစိမ့်လန်းတဲ့ဝါးဝိုင်ကလည်းအလွန်ပဲအရသာရှိနေတာကြောင့်ဘားဆက်ကိုအကျယ်ကြီးဖွင့်ဟလိုက်ကအလွန်လျင်မြန်စွာပဲဆုပ်ယူတော့သုံးနေခဲ့ပြီးဖန်ယွမ်ရဲ့တည်ရှိမှုကိုပါလုံးဝမေ့လျော့သွားခဲ့ရပါတယ်
ဒီအချိန်မှာတော့ဖန်ယွမ်ကတတိကြီးစွာနဲ့စတင်ပြီးချင်းကပ်လာခဲ့ပါတယ်သူဟာပန်းကုံရဲ့အပြင်ဘက်မှာထွက်ပေါ်နေတဲ့အရက်ပိုးကောင်ရဲ့အမီးလေးကိုလမ်းပြီးမြင်တွေ့နေရတာပါဒီအမီးလေးကပိုးတုံးကောင်ရဲ့အမီးလိုပဲဝါဝါတုတ်တုံးနဲ့လုံးဝန်းနေပြီးမင်းကထုတ်လွှတ်နေတဲ့အလင်းနှန်းတွေကလူတွေကိုပူလဲတလုံးလိုထင်မှတ်စေပါတယ်အစပိုင်းမှာတော့အရက်ပိုးကောင်ရဲ့အမီးလေးကမလုံမရှက်ပဲအပြင်မှာတွဲလောင်းကျနေခဲ့တော့လဲခဏအကြာမှာတော့ထိုမီးလေးကအပေါ်စီတို့လိမ့်တက်သွားခဲ့တာကြောင့်သူတကယ်ကိုပျော်ရွှင်စွာတောက်သုံးနေမှန်ပြတ်တတ်နေပါတယ်နောက်ဆုံးဖန်ယွမ်နဲ့တစ်ဆက်ခြေလန်းခန့်တာဝေးကွာတော့တဲ့အချိန်မှာတော့သူ့ရဲ့အမီးလေးကပျော်ရွှင်လာတဲ့ရစ်တန်တစ်ခုအတိုင်းရမ်းခါလို့နေခဲ့ပါပြီသူတကယ်ကိုမူးရစ်သွားခဲ့ပါပြီဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့အတွက်ဖန်ယွမ်တုံလုံးလို့မတက်ရဲမောမိသွားခဲ့ပါတယ်သူရှေ့သို့ဆက်ပြီးမလျှောက်လန်းတော့ပဲစိတ်ရှိစွာနဲ့သာစောင့်ဆိုင်နေခဲ့ပါတယ်အကယ်၍သူသာအခုအချိန်မှာအတင်းပြေးလွှာသွားရောက်ဖမ်းဆီးမယ်ဆိုရင်အရက်ပိုးကောင်ကိုမိအောင်ဖမ်းနိုင်ဖို့အခွင့်အရေးအများကြီးရှိနေတော့လဲဖန်ယွမ်ရဲ့ရည်ရွယ်ချက်ကတော့ဒီရက်ပိုးကောင်ကိုပန်းဝိုင်ရဟန်းရဲ့ရုပ်လောင်းရှိတဲ့နေရာစီတို့လမ်းပြခိုင်းစေချင်တာဖြစ်ပါတယ်ခဏအကြာမှာတော့အရက်ပိုးကောင်ကပန်းကုံထဲကနေပြန်လဲထွက်ခွာလာခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကပုံမိုပြီးဝါတော့လာခဲ့တယ်လို့ဦးကောင်းကလည်းမူးရစ်နေတဲ့လူတစ်ယောက်လိုပဲပြန်ညာပြန်ရင်ထိုးနေခဲ့တာပါမမျှော်လင့်ပဲသူဟာဖန်ယွမ်ရဲ့တရှိမှုကိုလုံးဝသတိမပြုမိပဲနဲ့တောက်ပလာတဲ့ဝါကွမ်းရောင်ပန်းပွင့်တပွင့်ပေါ်သို့ထပ်မံတလန်းသွားခဲ့ပြီးဝိုင်းဆက်ကလေးတွေကိုအာပါတရထပ်မံမိဝဲနေခဲ့ပြန်ပါတယ်ဒီတစ်ချိန်မှာတော့သူတောက်သုံးပြီးတဲ့နောက်ဆုံးမှာဗိုက်ပြသွားခဲ့ပုံရပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကဖြည်းစွာလုံးဝနဲ့အလုံးလေးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးဖြည်းစွာပဲပြန်တက်သွားခဲ့ပါတယ်သူမြေပြင်ကနေ1.5 မီတာခန့်မြင့်မားတဲ့အနေအထားသို့ရောက်ရှိသွားတဲ့အခါဝါရော့ရဲ့ပုံမနဲ့ဆိုင်တဲ့အရက်စီတို့အေးအေးလူလူပြန်တန်းသွားခဲ့တာကြောင့်ဖန်ယွမ်ကလည်းသူ့ရဲ့နောက်ကနေချက်ချင်းလိုက်ပါသွားခဲ့ပါတယ်အရက်ပိုးကောင်ကအလွန်ပဲမူးရည်ရီဝေနေပြီးချစ်တာကြောင့်သူ့ရဲ့ပြန်တန်းနှုံးကပုံမှန်ထက်ထက်ဝက်ခန့်ရော့ကျနေခဲ့တာပါထို့သောဖြစ်နေသည့်တိုင်အောင်ဖန်ယွမ်အနေနဲ့သူ့ရဲ့အရေးကိုမိနိုင်ဖို့အတွက်မိမိရဲ့အရှိန်ဟုန်အားလုံးကိုအသုံးချပြီးအစွမ်းကုန်ပြေးလွှားနေခဲ့ရပါတယ်ညစ်လွာတွေကသူ့ရဲ့အမြင်အာရုံတွေကိုဖျက်ဆီးသွားခဲ့ပြီးငယ်ရွယ်လာတဲ့လူငယ်လေးကတော့ဝါရော့အတွင်းမှာမလန့်မကန်းကစီးနှင်းပွင့်လေးတစ်ပွင့်ရဲ့နောက်စီတို့အပြင်းထန်လိုက်လံမောင်းနေခဲ့တာဖြစ်ပါတယ်။လိုက်အောင်ကနူးညံ့နေပြီးလေပြားအေးလေးကလည်းတည်ငြိမ်စွာတိုက်ခတ်နေခဲ့ပါတယ်။ကြည်လင်လာတဲ့ရေကန်ကြီးတစ်ခုလိုဖြစ်နေတဲ့ဝါရော့အတွင်းမှာတော့စိမ့်လန်းလာတဲ့လန်ဆိုဝါပင်စီတွေကသူ့ရဲ့မျက်စိရှိမောက်ကနေဖြတ်တန်းသွားခဲ့ပြီးနောက်ွယ်မှာလင်းမြန်စွာကြံရိတ်ခဲ့ကြပါတယ်။မြေပြင်ကတော့စိမ့်လန်းလာတဲ့မြက်ခင်းပြင်ကြီးတစ်ခုလိုဖြစ်နေပြီးတောရန်ပန်းပွင့်လေးတွေကလည်းဝေစာစွာပေါက်ရောက်နေသလိုရေညှိတွေပေါက်ရောက်နေတဲ့ကြောက်တုံးငယ်လေးတွေနဲ့ဝါမြစ်ဝါလေးတွေလည်းရှိနေကြတာပါဖန်ယွမ်ရဲ့ဖြောတော့လာတဲ့အရိပ်ကလည်းမြေပြင်ပေါ်မှာအရှိန်ဟုန်နဲ့ရှေ့သို့ပြေးလွှားနေခဲ့ပြီးဝါပင်စီတပင်ချင်းစီကကဘာမြေပြင်ပေါ်သို့ခြံထားခဲ့တဲ့မျက်နှာရောင်အရိပ်တွေကိုဖျက်ဆီးသွားခဲ့ပါတယ်သူဟာစီးနှင်းပွင့်လေးရဲ့အပေါ်သို့အကြည့်ကိုအပြည့်အဝပုံမှန်စိုက်ထားရင်တောင်ပေါ်ကလန်းဆန်းလာတဲ့လေထုတွေကိုအဆုတ်ထဲသို့အဝါရှူသွင်းလိုက်ကမိမိရဲ့ခြေထောက်တွေကိုအမိလိုက်နိုင်ဖို့အတွက်အမိန်ပေးနေခဲ့ပါတယ်လေထုထဲမှာတော့ဝိုင်းရဲ့ဖြောတော့လာတဲ့မွေးရနံ့တွေကလွင့်မျောနေသေးပါပဲသူ့ရဲ့မျက်စံလာတဲ့အရှိန်ဟုန်ကြောင့်လိုက်အောင်ကသူ့ရဲ့မျက်လုံးထဲမှာရေလိုင်းတွေလိုထင်မှတ်ရပြီးအလင်းနဲ့အရိပ်တွေကမကြာခဏပြောင်းလဲနေတာကြောင့်သူဟာရေညှိတွေပြည့်နှက်နေတဲ့ရေအောက်ထဲမှာဒုံဆိုင်မောင်းနေရသလိုမျိုးဖြစ်နေပါတယ်အရက်ပိုးကောင်ကဝါတော်တဲကနေပြန်တန်းထွက်ခွာသွားခဲ့သလိုဖန်ယွမ်ကလည်းတူတူလိုက်ပါသွားခဲ့ပါတယ်အလဲဘိုမှာအဝါရောင်အဆက်ပြောက်လေးတွေရှိနေကြတဲ့ဖြူဖွေးလာတဲ့ပန်းကင်းကြီးကတော့သူ့ရဲ့ခြေလမ်းတွေကဆွဲခေါ်လာတဲ့လေပြေးကြောင့်ပွင့်ဖက်လေးတွေလွင့်ပြန်သွားခဲ့ကြရပါတယ်စီးဆင်းနေတဲ့ကြပြားတပုတ်လိုဖြစ်နေတဲ့ငကားလုံးပရိအုပ်စုကြီးကတော့ဖန်ယွမ်အရှိန်ဟုန်နဲ့ဖြတ်တန်းသွားတဲ့နေရာရဲ့ရှေ့မောက်သို့ကွက်တိရောက်ရှိလာခဲ့ကြတာပါထိုနေရာမှာဝုန်းခန့်တဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပြီးအနီရောင်တိမ်တိုက်ကြီးတစ်ခုကသူ့ရဲ့ရှေ့မောက်မှာပွင့်အားသွားခဲ့ကပတ်ဝန်းကျင်သို့ပြန့်နှံ့သွားခဲ့ပြီးအနီရောင်ကျဲတာရာပိုးစုံကျူးလေးတွေဖြစ်လာခဲ့ကြပါတယ်ကြောက်ခဲလေးတွေခင်းချင်းထားတဲ့တိတ်ဆိတ်လာတဲ့တောင်ကျဆန်းချောင်းလေးရဲ့ရေမျက်နှာပြင်ပေါ်မှာတော့ညမိုးကောင်းကင်ထက်ကຫນွေဦးရဲ့လက်မင်းကြီးရဲ့အရိပ်ကထင်ဟပ်နေပါတယ်ဖန်ယွမ်ကရေတွေကိုဖျက်တမ်းပြီးသွားလိုက်တဲ့အခါငွေရောင်ရေလိုင်းလေးတွေအမြောက်များထွက်ပေါ်လာခဲ့ရပါတယ်ဝမ်းနည်းစရာကောင်းတာကတော့ဒီစမ်းချောင်းလေးဟာနှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပြီးတဲ့နောက်မှာတော့သူမရဲ့လှပပြီးအဖိုးတန်လာတဲ့ကြောက်တုံးလေးတွေကနင်းချေခြင်းခံလိုက်ရပြီးပျက်စီးသွားခဲ့ရတာပဲဖြစ်ပါတယ်ဖန်ယွမ်ကတော့ရှေ့သို့သာအပြင်းထန်လိုက်လံမောင်းနေခဲ့ပြီးအရက်ပိုးကောင်ရဲ့နောက်စီသို့ထက်ချက်မကွာလိုက်ပါရင်တောင်ကျဆန်းချောင်းရဲ့အထက်စီသို့တလန်းလာခဲ့ပါတယ်သူဟာရေတကွန်ရဲ့အော်မီတန်တွေကိုပါတဲတဲကွဲကွဲကြားနေရပြီဖြစ်ပါတယ်သူဟာဝါတော့ကျိုးတိုးကျဲတဲ့လေးကိုပတ်ကွက်လိုက်ပြီးတဲ့နောက်မှာတော့အရက်ပိုးကောင်ကကြောက်ဆောင်ကြီးတစ်ခုရဲ့အလဲဘိုးမှာရှိတဲ့ကွဲကြောင်းတစ်ခုတည်းသို့ပြန်တန်းဝင်ရောက်သွားတာကိုမြင်တွေ့လိုက်ရပါတယ်ဖန်ယွမ်ရဲ့မျက်လုံးတွေကချက်ချင်းတောက်ပသွားခဲ့ရပြီးသူ့ရဲ့ခြေလမ်းတို့အေကိုရက်တက်လိုက်ပါတော့တယ်ဒါဆိုဒီနေရာပေါ့သူပြင်းထန်စွာအသက်ရှူနေမိပြီးနှလုံးသားကလည်းရင်ဘတ်ထဲမှာယူသွမတက်ခုံမက်နေခဲ့ပါတယ်သူရက်တက်လိုက်တဲ့အချိန်မှာတင်ခန္ဓာကိုယ်တစ်ခုလုံးမှာချွေးတွေဆူရွှဲနေခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးမှာပူပြင်းလာတဲ့လေထုတွေကလက်ပတ်နေကသွေးလက်ပတ်မှုနှုန်းကလည်းမြန်ဆန်လို့နေတာပါပတ်ဝန်းကျင်ကိုဝေးဝဲကြည့်လိုက်တဲ့အခါဒီနေရာကတဲတောင်ပြင်းတိမ်တိမ်လေးတစ်ခုဖြစ်မှန်းရှာဖွေတွေ့ရှိလိုက်ပါတယ်အရွယ်စားမျိုးစုံရှိတဲ့ကြောက်ခဲလေးတွေကမြေပြင်ပေါ်မှာဖုံးလွှမ်းနေပြီးမြည်ရည်မျက်နှာပြင်ကကြောက်ခဲလေးတွေကိုမတိမကက်လေးဖုံးလွှမ်းထားတာပါပတ်ဝန်းကျင်မှာတော့
မီးခိုးရောင်ကြောက်ဆောင်ကြီးတွေကလည်းအလို့အတိုင်းပြန့်ကျဲနေကြပါတယ်။ချင်းမောင်တောင်ရဲ့နောက်ွယ်မှာတော့ကြီးမားလာတဲ့ရေတံခွန်ကြီးတစ်ခုရှိနေပြီးရေတံခွန်ရဲ့ရေစီးဆင်းမှုကရာသီဥတုအပေါ်မူတည်ပြီးပြောင်းလဲတတ်ပါတယ်။မင်းကကဘာမြေပြင်ပေါ်သို့ပြင်းထန်စွာစီးဆင်းသွားခဲ့ပြီးရေတံခွန်ရဲ့ဘေးဘက်မှာနှဆိုင်လာတဲ့ရေကန်ကြီးတစ်ခုကိုဖြစ်ပေါ်စေတာပါ။ထိုနှဆိုင်လာတဲ့ရေကန်ကြီးရဲ့ဘေးမှာတော့ဂူယူကျေးရွာနဲ့ရင်ပေါင်နှန်းနိုင်လောက်အောင်ထိကြီးမားလာတဲ့တားစာအာဏာရှိကြတဲ့ပိုင်မျိုးနွယ်စုတည်ရှိနေတာဖြစ်ပါတယ်။ရေတံခွန်ကနေခွဲဖြာထွက်လာတဲ့စမ်းချောင်းငယ်လေးတွေအမြောက်အများရှိဤနေကြပြီးဖန်ရွယ်ရင်ဆိုင်နေရတဲ့နေရာကတော့ထိုခွဲဖြာထွက်လာတဲ့စမ်းချောင်းငယ်လေးတွေတဲကတခုဖြစ်မှန်ထင်ရှားလာပါတယ်ပုံမှန်အားဖြင့်တော့ဒီတဲတောင်ပြင်က6တွေ့နေတတ်တော်လဲမကြသေးမီက3ရက်နဲ့3ညတိတိအဆက်မပြတ်မိုးရွာသွန်းခဲ့မှုကြောင့်ဒီနေရာမှာရေတိမ်စမ်းချောင်းလေးတစ်ခုဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒီစီးဆင်းနေတဲ့စမ်းချောင်းလေးရဲ့မြဖြားခံရာကတော့စောစောကအရက်ပိုးကောင်ဝင်ရောက်သွားခဲ့တဲ့ကြီးမားလာတဲ့ကြောက်ဆောင်ကြီးစီကနေဖြစ်ပါတယ်ကြောက်ဆောင်ကြီးကမဆောက်လာတဲ့တောင်ကဘာနံရံကိုမိထားတာပါပင်မရေတကွန်ကြီးစီကနေခွဲဖြာထွက်လာတဲ့ရေတကွန်ငယ်လေးတွေကတောင်နံရံပေါ်ကနေစီးဆင်းလာခဲ့ကြပြီးငွေရောင်မြေဟောက်ကြီးတွေလိုကြောက်ဆောင်ကြီးပေါ်သို့ရိုက်ခတ်နေခဲ့ကြတာဖြစ်ပါတယ်အချိန်တော်ကြာမြင့်လာခဲ့ပြီးတဲ့နောက်မှာတော့ဒီကြီးမားလာတဲ့ကြောက်ဆောင်ကြီးရဲ့အလဲဘိုးကတိုက်စားခြင်းခံလိုက်ရပြီးကွဲကြောင်အတခုဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာတော့ရေတကွန်ကအောက်သို့စီးဆင်းနေတာကြောင့်ရေစီးတန်ကညင်သာစွာအော်မီနေခဲ့ပြီးဘင်းကကြောက်ဆောင်ကြီးရဲ့ကွဲကြောင်ကိုလုံးဝပိတ်ဆို့ထားတဲ့ဖြူဖွေးလာတဲ့လိုက်ကာကြီးတစ်ခုလိုဖြစ်နေပါတယ်ပတ်ဝန်းကျင်ကိုတေချာစောင့်ကြည့်ပြီးတဲ့နောက်မှာတော့ဖန်ရွယ်ရဲ့အသက်ရှူတန်ကပြန်လဲတည်ငြိမ်သွားခဲ့ပါပြီးသူ့ရဲ့မျက်လုံးတွေထဲမှာပြတ်သားလာတဲ့ဆုံးဖြတ်ချက်အရေးအယောင်တွေဖြတ်တန်းသွားခဲ့ပြီးကြောက်ဆောင်ကြီးရဲ့အနားသို့ရှောက်လန်းသွားကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးတဲ့နောက်ဦးခေါင်းကိုအရင်ဆုံးထိုးထည့်ကအထဲသို့အပြင်းထန်တိုးဝင်သွားခဲ့ပါတော့တယ်။ကြောက်ဆောင်ကြီးရဲ့ကွဲကြောင်းကအတော်လေးကြီးမားလာတာကြောင့်လူကြီး2ယောက်ရှင်တွဲပြီးရှောက်လန်းမယ်ဆိုရင်တော့ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး။အသက်15နှစ်ရွယ်လူငယ်လေးတဦးသာဖြစ်တဲ့ဖန်ရွယ်အတွက်ဆိုရင်တော့ပိုပြီးပြောစရာတော့မလိုပါဘူး။သူ့ထဲသို့တိုးဝင်လိုက်တာနဲ့ပြင်းထန်လာတဲ့ရေစီးကြောင်းတွေကဖန်ရွယ်ရဲ့ခန္ဓာကိုယ်ပေါ်သို့ဖိအားပေးလာခဲ့သလိုတပြိုင်နက်တည်းမှာပဲအေးဆက်လာတဲ့ရေတွေကသူ့ကိုထိတ်ဆုံးကနေခြေပြားအထိချက်ချင်းဆူဆွဲသွားစေပါတယ်ဖန်ရွယ်ကရေရဲ့ဖိအားကိုအန်တူရင်းရှိသို့ခြေလန်းများအလန်းကရှောက်လန်းနေခဲ့ပါတယ်သူခြေလန်းနေငယ်ခန့်ရှောက်လန်းပြီးတဲ့နောက်မှာတော့ရေရဲ့ဖိအားကစတင်ပြီးလျော့နေလာခဲ့တော့လဲကွဲကြောင်းတွင်းကနေရာလုကလည်းစတင်ပြီးကျင်းမြောင်းလာခဲ့တာကြောင့်ဖန်ရွယ်နေနဲ့ဘေးဆောင်ပြီးတာရှောက်လန်းနိုင်ပါတော့တယ်သူ့ရဲ့နားထဲမှာတော့ရေရဲ့အော်မီတန်တွေကပြည့်နှက်နေခဲ့ပြီးသူ့ရဲ့ဦးခေါင်းထက်မှာတော့ဖြူဖွေးလာတဲ့ရေလွှာကြီးရှိနေကကြောက်ဆောင်ကြီးရဲ့ပုံမုံနဲ့ဆိုင်တဲ့အထဲမှာတော့မောင်မိုက်မှုတွေသာရှိနေပါတယ်ဒီမောင်မိုက်မှုတွေရဲ့နောက်ွယ်မှာဘာတွေပုံကွယ်နေမလဲမင်းကအစိတ်ပြင်းလာတဲ့မြေတကောင်ဖြစ်နိုင်တယ်လို့အစိတ်ရှိရဲ့ဖွတ်တကောင်လည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ပန်းဝိုင်ရဟန်ထောင်ထားခဲ့တဲ့ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့ဘာမှမရှိပဲဗလာလည်းဖြစ်နေနိုင်တာပါဖန်ရွယ်ကတော့ဘေးဆောင်ပြီးတာရှေ့သို့ဆက်လက်လျှောက်လန်းနေခဲ့ပြီးမောင်မိုက်မှုတွေကြားထဲသို့ဖြေးစွာတိုးဝင်နေခဲ့ပါတယ်ရေတွေကသူ့ရဲ့ဦးခေါင်းထက်ကနေထက်ပြီးစီးဆင်းမလာတော့ပါဘူးကြောက်နံရံတွေပေါ်မှာတော့ရေညှိတွေဖုံးလွှမ်းနေတာကြောင့်သူ့ရဲ့အရေပြားနဲ့ပုတ်တိုက်မိတဲ့အခါချောကြီးကြီးဖြစ်နေတာကိုခံစားရပါတယ်မကြခင်မှာပဲသူဟာမောင်မိုက်မှုတွေရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးကြောက်ဆောင်ရဲ့ကွဲကြောင်းကလည်းပုံမိုပြီးကျင်းမြောင်းလာတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကိုညှက်ထားသလိုဖြစ်လာခဲ့ရပြီးနောက်ဆုံးမှာတော့သူ့ရဲ့ဦးခေါင်းကိုယ်တောင်လွတ်လပ်စွာလဲလို့မရတော့တဲ့အထိဖြစ်လာခဲ့ပါတယ်ထို့သောဖြစ်နေသည့်တိုင်အောင်ဖန်ရွယ်ကတော့အားကိုကြိတ်ထားလိုက်ပြီးရှေ့သို့ဆက်လက်လျှောက်လန်းနေခဲ့ပါတယ်သူနောက်ထပ်ခြေလန်းနှစ်ဆက်ခန့်လျှောက်လန်းပြီးတဲ့နောက်မှာတော့မောင်မိုက်မှုတွေကြားထဲမှာအနီရောင်ဖြောတော့လာတဲ့အလင်းတန်းတစ်ခုရှိနေမှန်းသတိပြုမိလိုက်ပါတယ်အစပိုင်းမှာတော့သူဒါကိုစိတ်အာယုံကြောက်ချမှုတစ်ခုလို့ထင်မှတ်ခဲ့တော်လဲမျက်တောင်ခတ်ပြီးတေချာအာယုံစိုက်ကြည့်လိုက်တဲ့အခါမှာတော့ဒါဟာတကယ်ကိုအလင်းတန်းတစ်ခုဖြစ်မှန်းအတည်ပြုနိုင်ခဲ့ပါတယ်ဒီအတိကသူ့ကိုစိတ်သက်တွေပြန်လဲနိုးကြားလာစေတာပါသူနောက်ထပ်ခြေလန်း90သို့မဟုတ်60ခန့်ဆက်လက်လျှောက်လန်းခဲ့ပြီးအနီရောင်အလင်းတန်းကလည်းသူ့ရဲ့မျက်စိရှိမောက်မှာပုံမိုပြီးတောက်ပလို့လာခဲ့ပါတယ်ထိုလင်းတန်းကတဖြည်းပွင့်အားလာခဲ့ပြီးရှေ့လျားလာတဲ့ကွဲကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်သူ့ရဲ့ဗပတ်လက်မောင်းကိုဆန့်ထုတ်လိုက်တဲ့အခါသူ့ရဲ့ရှေ့မောက်ကကြောက်နံရံကချက်ချင်းပြောက်ွယ်သွားခဲ့တာကိုခံစားလိုက်ရပါတယ်သူချက်ချင်းပဲဝမ်းသာပီတိဖြစ်သွားခဲ့ရပြီးကြီးမားလာတဲ့ကြောက်ဆောင်ကြီးရဲ့အတွင်းထဲမှာပိတ်ဆို့ထားတဲ့နေရာလို့တစ်ခုရှိနေမှန်းသိရှိလိုက်တာကြောင့်ဖြစ်ပါတယ်သူနောက်ထပ်ခြေလန်းနှဲငယ်ရှောက်လန်းပြီးရဲ့နောက်မှာတော့နောက်ဆုံးထိုလင်းတန်းရဲ့အထဲသို့ပြင်းထန်စွာတိုးဝင်သွားခဲ့ပါတော့တယ်သူ့ရဲ့မျက်စိရှိမောက်မှာတော့အနံ80မီတာခန့်ကျယ်ဝန်းလာတဲ့ပိတ်ဆို့ထားတဲ့အရက်တစ်ခုရှိနေတာပါငါတော်ကြာရှောက်လန်းခဲ့တာပဲဒီအကွာဝေးရဆိုရင်ငါကြောက်ဆောင်ကြီးကိုကြော်လွန်ခဲ့တာကြာပြီဖြစ်ရမယ်ဒါဆိုအခုငါကတောင်ကဘာနံရံရဲ့အသေးနှလုံးအလဲဘိုတဲကိုရောက်ရှိနေတာပေါ့သူဒီရှိုးဝက်လာတဲ့နေရာလုတ်ကိုအကဲခတ်ရင်မိမိရဲ့လက်ခြေတွေကိုလှုပ်ရှားလိုက်ပြီးခန္ဓာကိုယ်ကိုအကျော်ဆန့်လိုက်ပါတယ်အခန်းတစ်ခုလုံးမှာတော့ဖြောတော့လာတဲ့အနီရောင်အလင်းတန်းတွေပြည့်နှက်နေတော့လဲထိုအလင်းတန်းတွေကဘယ်ကနေထွက်ပေါ်လာမှန်းသူဘလို့မှပြောမထွက်နိုင်ခဲ့ပါဘူးကြောက်နံရံတွေကဆိုးဆွနေပြီးရေညှိတွေဖုံးလွှမ်းနေတော့လဲဒီနေရာကလေတူးကတော့အလွန်ပဲ၆တွေ့နေတာဖြစ်ပါတယ်ကြောက်နံရံတွေပေါ်မှာတော့ညှိုးနွမ်းနေတဲ့နွယ်ပင်ချို့လည်းရှိနေကြပြီးထိုနွယ်ပင်တွေကတစ်ခုနဲ့တစ်ခုရောရှက်နေကြကကြောက်နံရံမျက်နှာပြင်ရဲ့ထဝက်ခန့်ကိုဖုံးလွှမ်းထားတာပါနွယ်ပင်တွေပေါ်မှာတော့
ညှိုးနွမ်းနေတဲ့ပန်းပွင့်လေးချို့လည်းပေါက်ရောက်နေကြပါတယ်ဖန်ယွမ်ကဒီပန်းပွင့်လေးတွေနဲ့အရွက်တွေရဲ့အကျွင်းကြံတွေကိုကြည့်လိုက်တဲ့အခါတစ်ခုခုကိုရင်းနှီးနေတယ်လို့မျိုးခံစားလိုက်ရပါတယ်ဒါတွေကဝိုင်အိတ်ပန်းကူနဲ့ဆန်အိတ်မြက်ကူတွေပဲရုတ်တရက်သူ့ရဲ့ဦးနောက်ထဲမှာအတွေးတစ်ခုဖြတ်တန်းသွားခဲ့ပြီးဒီညှိုးနွမ်းနေတဲ့ပင်စီတွေနဲ့နွယ်ပင်တွေရဲ့အမျိုးအစားကိုမှတ်မိသွားခဲ့တာဖြစ်ပါတယ်ကူဘိုးကောင်တွေကပုံတန်ထန်မျိုးစုံနဲ့လာတတ်ကြပြီးအချို့ကလာရောင်ကူရဲ့အပြာရောင်တလင်းကြောက်ပုံစံလိုမျိုးတတုကြောက်တုံးတွေနဲ့လာတတ်ကြသလိုအချို့ကတော့အရက်ပိုးကောင်လိုမျိုးပိုးတုံးကောင်ပုံတန်ထန်နဲ့လာတတ်ကြပါတယ်ဒါအပြင်အခုသူ့ရဲ့ရှေ့မောက်မှာရှိတဲ့ဝိုင်အိတ်ပန်းကူနဲ့ဆန်အိတ်မြက်ကူတွေလိုမျိုးပန်းပွင့်တော့မဟုတ်မြက်ပင်ပုံတန်ထန်နဲ့လည်းလာတတ်ကြပါသေးတယ်ဖန်ယွမ်ရဲ့ရှေ့မောက်မှာရှိတဲ့ဒီကူဘိုးကောင်နှစ်မျိုးစလုံးကအဆင့်တဘာဝကူဘိုးကောင်တွေချစ်ကြပြီးအကယ်၍သူတို့တဲတို့ပင်မစွမ်းအင်တွေကိုသာလောင်းထည့်ပေးမယ်ဆိုရင်သူတို့တွေပြန်လဲရှင်တန်ကြီးထွားလာနိုင်မလားသူတို့တွေကြီးထွားလာပြီးတဲ့နောက်မှာတော့ပန်းပွင့်ရဲ့အလဲဗဟိုကနေပန်းဝီဝိုင်တွေကိုထုတ်လွှတ်ပေးမှာဖြစ်ပြီးမျက်ရည်ထဲကနေတော့မွေးပြန့်လာတဲ့ဆန်စပါးတွေထွက်ပေါ်လာမှာဖြစ်ပါတယ်ဖန်ယွမ်ကနွယ်ပင်တွေရဲ့လမ်းကြောင်းတိုင်းသူ့ရဲ့အကြည့်ကိုရွှေ့လိုက်တဲ့အခါထောင်ဆုံးတစ်ခုမှာအလုံးလိုက်စူးစီးနေတဲ့ညှိုးနှမ်းချောက်တွေ့နေတဲ့အမြင့်ပုံကြီးတစ်ခုကိုရှာဖွေတွေ့ရှိလိုက်ပါတယ်အရက်ပိုးကောင်ကထိုသေးဆုံးနေတဲ့အမြင့်ပုံကြီးရဲ့ပေါ်မှာနားခိုနေပြီးအိမ်မောကြလို့နေတာပါသူဟာလက်တကန်းအကွာဝေးသို့ရောက်ရှိနေခဲ့ပါပြီဖန်ယွမ်လျှောက်လန်းသွားခဲ့ပြီးအရက်ပိုးကောင်ကိုသူ့ရဲ့လက်ထဲသို့ကောက်ယူလိုက်ပါတော့တယ်မင်းနောက်သူတာဦးထောက်လိုက်ပြီးတေဆုံးနေတဲ့နွယ်ပင်တွေကိုဘေးသို့ဖယ်ရှားလိုက်တဲ့အခါအထဲမှာပတီးစီးထားသလိုစူးစီးနေတဲ့လူရိုးစုပုံကြီးတစ်ခုကိုရှာဖွေတွေ့ရှိလိုက်ရပါတယ်နောက်ဆုံးတော့မင်းကိုရှာတွေ့ခဲ့ပြီးပဲပန်းဝိုင်ရဟန်ဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့အတွက်သူ့ရဲ့နှုတ်ခမ်းထက်မှာအပြုံးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီးကြံရှိနေတဲ့နွယ်ပင်တွေကိုဖယ်ရှားဖို့ပြင်လိုက်တဲ့အချိန်မှာတင်ရဲရဲကြီးလာထိကြည်စံတက်ဖြတ်လိုတဲ့စိတ်ဆန္ဒတွေပြည့်နဲ့အော်ဟစ်လိုက်တဲ့အတန်တစ်ခုကဖန်ယွမ်ရဲ့နောက်ွယ်ကနေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတော့တယ်မင်းနောက်ဒီရှိုးဝက်လာတဲ့ကူတွင်းထဲမှာတက်ဖြတ်လိုတဲ့စိတ်ဆန္ဒတွေပြည့်နဲ့အော်ဟစ်လိုက်တဲ့အတန်တစ်ခုကဖန်ယွမ်ရဲ့နောက်ွယ်ကနေရုတ်တရက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးရုတ်တရက်အတန်ထွက်ပေါ်လာတဲ့အခါဖန်ယွမ်လိုလူမျိုးပင်လျင်သူ့ရဲ့ကုတ်ပိုးကအမွှေးမြင်တွေအားလုံးထောက်မှတ်သွားခဲ့ရပြီးဥယေပြားတွေပါထုံကျင်သွားခဲ့ရတာပါငါနောက်ကိုတယောက်ကလိုက်ချောင်းနေခဲ့တာလားဒါမှမဟုတ်ဒီရက်ပိုင်းတွင်းမှာငါပြင်ကိုခဏခဏထွက်နေခဲ့မိတာကြောင့်လူတွေရဲ့တန်တရားနဲ့အာယုံဆိုင်မှုကိုဆွဲဆောင်မိသွားခဲ့တာလားဒါမှမဟုတ်ငါရဲ့ဦးလေးဖြစ်သူကဆေးလွတ်လိုက်တဲ့လူတယောက်လားသူ့ရဲ့ဦးနောက်ထဲမှာတော့တဲခိုခန်းအတွင်းမှာစုံတွေ့ခဲ့ဘူးတဲ့အဆင့်တကူဆရာလူငယ်လေးကိုတောင်ပြေးပြီးတတိယမိလိုက်ပါသေးတယ်ထိုလူငယ်လေးရဲ့နာမည်ကတော့ကျန်းရဖြစ်ပါတယ်ဒီလိုတောင်းလာတဲ့အချိန်ပိုင်းလေးတွင်းမှာပဲသူ့ရဲ့ဦးနောက်ထဲမှာအတွေးပေါင်းစုံနဲ့ခံမှန်းချက်တွေအမြောက်များဖြတ်တန်းသွားခဲ့ရသလိုတံပြန်ဖြည့်ရှင်းမဲ့နေလန်းကိုပါအသေးအတန်စဉ်းစားနေခဲ့တာပါဒါအပြင်ဖန်ယွမ်အနေနဲ့ဒီလိုတောင်းလာတဲ့စကားစုလေးရဲ့နောက်ွယ်မှာအလွန်ပဲနှဆိုင်လာတဲ့တက်ဖြတ်လိုတဲ့စိတ်ဆန္ဒတွေပြည့်နှက်နေမှန်ကောင်းကောင်းကြီးခံစားလိုက်ရတာကြောင့်စိတ်ထဲကနေတိတ်တဆိတ်ညီးတွားမိလိုက်ပါတယ်အခုအချိန်မှာတော့သူဟာအဆင့်တကနာဦးစင်တာရှိသေးတာဖြစ်ပြီးမိမိရဲ့အသက်သွေးကြောကူကိုတောင်မကြင်ကြံရသေးတာကြောင့်ကူစရာတူအတွက်ဆိုရင်တော့ဒါဟာတိုက်ခိုက်ရေးစွမ်းရည်လုံးဝမရှိသေးတဲ့အခြေအနေနဲ့အတူတူပါပဲဒီလိုအခြေအနေမျိုးနဲ့သူကဘလို့မျိုးပြန်လဲတိုက်ခိုက်ရမှာလဲအားနေလုံးနဲ့တကယ်ကိုအားနေလုံးသေးတယ်လို့သူ့ရဲ့စိတ်ထဲကနေအော်ဟစ်နေမိပါတယ်မင်းဟာငါရဲ့တကားတစ်ပေါက်အစိတ်ကူရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးအကယ်၍ငါရဲ့တခြားသောတံပြန်ကူဘိုးကောင်သာမရှိဘူးဆိုရင်တော့နောက်ထပ်9ရက်အကြာမှာမင်းရဲ့ခန္ဓာကိုယ်ကပြည်နဲ့သွေးတွေအဖြစ်ပြောင်းလဲသွားပြီးတည်ဆုံသွားလိမ့်မယ်လို့သူ့ရဲ့နောက်ွယ်ကအတန်ကထပ်မံပြောဆိုလိုက်ပါတယ်ဖန်ယွမ်ကသွားကိုကြိတ်ထားလိုက်ပြီးမျက်နှာမူရာကအေးဆက်လို့နေပါတယ်သူကတိုးညင်းလာတဲ့လေတံနဲ့မင်းအရက်ပိုးကောင်ကိုလိုချင်တာမလားငါမင်းကိုပေးနိုင်ပါတယ်လို့ပြောဆိုလိုက်ရင်သူ့ရဲ့လှုပ်ရှားမှုတွေကိုတတိကြီးစွာထားကဖြေးစွာမတ်တက်ရက်လိုက်ပါတယ်ဒါပေမဲ့ဒီချိန်မှာပဲတခြားသောအတန်တစ်ခုကထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်ဒီတန်ကတော့ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ပြည့်နှက်နေပြီးတုံရီလာတဲ့လေတံနဲ့ငါပေးပါမယ်မင်းလိုချင်တဲ့အရာမှန်သမျှကိုငါပေးနိုင်ပါတယ်ကျေးဇူးပြုပြီးငါရဲ့အသက်ကိုပဲချမ်းသာပေးပါဦးပန်းဝိုင်ရဟန်လို့ပြောဆိုလိုက်တာပါနေဒါကဘာလဲဖန်ယွမ်ကမျက်မှောင်ကျုပ်လိုက်မိပြီးအမှန်တရားကိုရုတ်တရက်သတိပြုမိသွားကနောက်စီသို့လှည့်ကြည့်လိုက်ပါတယ်သူ့ရဲ့မျက်စိရှိမောက်ကကြောက်နံရံပေါ်မှာတော့အလင်းနဲ့အရိပ်တွေကအဆက်မပြတ်ပြောင်းလဲလှုပ်ရှားနေခဲ့ပြီးပုံရိပ်တစ်ခုထွက်ပေါ်လာတာကိုမြင်တွေ့လိုက်ရပါတယ်မင်းပုံရိပ်ထဲမှာတော့ပိန်ပိန်ပါးပါးနဲ့အလွန်ပဲချင်းချောက်မှုရှိလာတဲ့ကူစရာတဦးကတောင်ထိပ်ပေါ်မှာမမက်ရက်နေခဲ့ပြီးသူ့ရဲ့ရှေ့မောက်မှာတော့တခြားသောကူစရာတဦးကဒူးထောက်ကဝက်ဆင်းနေခဲ့တာပါထိုကူစရာနှစ်ဦးရဲ့ပတ်လည်မှာတော့ပြိုပြက်နေတဲ့ကျင်းကြီးတစ်ခုရှိနေခဲ့တယ်လို့ကြောက်ခဲအကျိုးပဲတွေကလည်းပတ်ဝန်းကျင်တစ်ခုလုံးမှာပြန့်ကျဲနေခဲ့တာကြောင့်ဒါဟာပြင်းထန်လာတဲ့တိုက်ပွဲတစ်ခုခုနတင်ပဲပြီးဆုံးသွားခဲ့မှန်ထင်ရှားလာပါတယ်သူတို့နဲ့မလန့်မကမ်းမှာတော့တက်ကြီးရွယ်အိုပရိသတ်တစုရှိနေကြပြီးသူတို့ရဲ့မျက်နှာထက်မှာတော့ဒေါသတရားတွေနဲ့ကြောက်ရွံ့မှုတွေပြည့်နှက်နေကြတာပါဒီမြင်ကွင်းရဲ့အလဲဗဟိုမှာတော့အနိုင်ရရှိသွားခဲ့တဲ့ကူစရာကသူ့ရဲ့ဦးခေါင်းကိုမိုးကောင်းကင်စီသို့ပင့်မြောက်လိုက်ပြီးဟာဂူယူမျိုးနွယ်စုရဲ့သူရဲကောင်းဆိုတာဒါပဲလားဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့အဆင့်9ထိကျင့်ကြံနိုင်ခဲ့တာဆိုတော့
အစပိုင်းမှာတော့မင်းကိုတခုခုတော့ဟုတ်လိမ့်မယ်လို့ငါထင်မှတ်ထားခဲ့တာဒါပေမဲ့မင်းကဒီလောက်ထိအသုံးမကျတဲ့သူဖြစ်နေလိမ့်မယ်လို့ငါလုံးဝထင်မထားခဲ့ဘူးဟဲ့လို့အော်ဟစ်ကကျဲလောင်စွာရေမောလိုက်ပါတော့တယ်ထိုကျဲလောင်စွာရေမောနေတဲ့ကူဆရာရဲ့မျက်လုံးတွေကရှည်လျားပြီးပါးလွာလာသလိုသူဟာပန်းရောင်ဝတ်စုံရှည်ကြီးကိုဝတ်ဆင်ထားတာဖြစ်ပါတယ်သူ့ရဲ့ကြီးမားကျယ်ပြန့်လာတဲ့လက်စွပ်အင်ဂျီတွေကလေထဲမှာရိမ့်နှွဲ့နေခဲ့ပြီးသူ့ရဲ့လယ်ပင်ပတ်ပတ်လည်ကဝတ်စုံတွေကတော့ချောင်ကြီးစွာပွင့်အားနေခဲ့တာကြောင့်သူ့ရဲ့တမာပြီးဖြူဖြောလာတဲ့ရင်ဘတ်ကြွသားတွေကိုလမ်းပြီးမြင်တွေ့နေရတာပါသူ့ရဲ့ခန္ဓာကိုယ်မှာအစွဲဆောင်နိုင်ဆုံးသောအစိတ်ပိုင်းကတော့စံပင်တပင်မှရှိမနေပဲပြောင်းတင်းနေတဲ့သူ့ရဲ့ကတုံးပြောင်ကြီးရဲ့ဖြစ်ပါတယ်ပန်းဝိုင်ရဟန်ဖန်ယွမ်ကဒီကူဆရာရဲ့မိသူမိဝါဖြစ်မှန်းချက်ချင်းပဲမှတ်မိသွားခဲ့ပါတယ်ပန်းဝိုင်အရှင်မြတ်နဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်တော့ငါကတကယ်ကိုအမိုက်တဆပဲဖြစ်ပါတယ်ငါရဲ့ဦးနောက်ကတခုခုချို့ရင်းနေခဲ့လို့ဒါဒီလိုမျိုးကြီးမြတ်တဲ့လူပုဂ္ဂိုလ်တူကိုမမှတ်မိပဲစော်ကားမိခဲ့တာပါပန်းဝိုင်အရှင်မြတ်အနေနဲ့ပြီးခဲ့တဲ့အချိန်တုန်းကငါရဲ့မျိုးနွယ်စုကတင့်ပေါ်ကြီးမားလာတဲ့ဝိကျေပုံမှုတွေကိုပြန်လဲအမှတ်ရပေးပြီးငါရဲ့အသက်ကိုချမ်းသာပေးပါဦးလို့မြေပြင်ပေါ်မှာဝတ်ဆင်းနေတဲ့ကူဆရာကခနာကိုယ်တစ်ခုလုံးချွေးစေးတွေပြည့်နှက်နေရင်မျက်ရည်တွေနဲ့တွေနဲ့တူတူငိုယိုကအတနာခံနေခဲ့တာဖြစ်ပါတယ်ဖန်ယွမ်ကမျက်လုံးကိုကျဉ်းမြောက်လိုက်ပြီးထိုလူနှစ်ဦးကိုတေချာခွဲခြားကြည့်လိုက်တဲ့အခါတခြားသောကူဆရာကဂူယူမျိုးနွယ်စုခေါင်းဆောင်ရဲ့ဝတ်စုံကိုဝတ်ဆင်ထားမှန်သတိပြုမိလိုက်ပါတယ်သူ့ရဲ့ပုံစံကိုကြည့်ခြင်းအပြင်ထိုသူဟာစတုထမြောက်မျိုးနွယ်စုခေါင်းဆောင်ဖြစ်မှန်ထင်ရှားလာတာပါတက်ကြီးရွယ်အိုပရိသတ်တွေကိုကြည့်ခြင်းအပြင်တော့သူတို့တွေဟာထိုမျိုးဆက်ရဲ့မျိုးနွယ်စုအကြီးအကဲတွေဖြစ်ရပါလိမ့်မယ်ဟေးကြီးမားလာတဲ့ဝိကျေပုံမှုဟုတ်လားမင်းတို့တွေတကယ့်ကိုပြောရဲဆိုရဲရှိကြတာပဲငါကတော့မင်းတို့ရဲ့မျိုးနွယ်စုစီတို့တကယ့်ကိုရိုးသားဖြောင့်မတ်စွာနဲ့ကုံသွယ်မှုပြုလုပ်ဖို့လာခဲ့တာပါငါကပင်မစွမ်းအင်ကြောက်တုံးတွေကိုအသုံးပြုပြီးမင်းတို့မျိုးနွယ်စုရဲ့လက်မင်းတစ်ခုပန်းတွေကိုတရားမျှတတဲ့ဈေးနှုန်းနဲ့ဝယ်ယူခြင်းခဲ့တာဒါပေမဲ့မင်းတို့တွေကတော့ရုံမာကောက်ကျစ်လာတဲ့စိတ်ကူးတွေကိုရင်ထဲမှာထည့်ထားခဲ့ပြီးငါ့ကိုကြိုဆိုအခန့်ချင်းအောင်ဆောင်ကတတ်မှတ်ထားတဲ့ပွဲတော်မှာငါ့ကိုထိုင်ခိုင်းစေခဲ့ပြီးငါရဲဝိုင်ထဲသို့အစိတ်ရှိတဲ့ကူဘိုးကောင်တွေကိုထည့်သွင်းခဲ့ကြတာမလားမင်းတို့တွေငါ့ကိုတကယ့်ကိုအထင်သေးလွန်းကြတာပဲငါကတော့ကောင်းကင်အောက်မှာပန်းဝိုင်ဆိုတဲ့နာမည်နဲ့ရှင်သန်နေခဲ့တဲ့သူပါငါကဒီလိုမျိုးအစိတ်ခတ်တာကိုဘလို့လုပ်ပြီးခံရမှာလဲလို့ပန်းဝိုင်ရဟန်းကဒူးထောက်နေတဲ့စတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကိုလက်ညှိုးထိုးပြရင်လောင်ပြုံးပြုံးလိုက်ပါတယ်အကယ်၍မင်းတို့သာငါနဲ့တရားမျှတစွာပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင်နောက်ဆုံးမှာဒီလိုမျိုးဖြစ်ရက်တွေဘာမှရှိလာမှာမဟုတ်ဘူးမင်းတို့ကတော့ငါရဲ့ဦးခေါင်းကိုအသုံးပြုပြီးမင်းတို့ရဲ့နမီကြော်ကြားမှုနဲ့ဂုဏ်သတင်းတွေကိုမြင့်တင်ခြင်းခဲ့ကြတာမလားမင်းတို့တေဆုံးရတာကတော့မိမိကိုမိမိသာပြစ်တင်ရလိမ့်မယ်အရှင်မြတ်ကျေးဇူးပြုပြီးငါရဲ့အဖိုးမတန်လာတဲ့အသက်ကိုချမ်းသာပေးပါဦးစတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကစိတ်ပြက်လက်ပြက်နဲ့အော်ဟစ်လိုက်ပြီးသူ့ရဲ့ဒူးတွေကိုမြေပြင်ပေါ်မှာပုတ်တိုက်ရင်းပန်းဝိုင်ရဟန်းရဲ့ခြေပြားစီတို့အလောတကြီးအပြေးလွှားကတွားရောက်ခဲ့ကသူ့ရဲ့ပေါင်ကိုဖက်တွယ်ထားလိုက်ပါတယ်အရှင်မြတ်ငါရဲ့မျိုးနွယ်စုမှာပင်မစွမ်းအင်ကြောက်တုံးတွေကိုထုတ်လုပ်ပေးနိုင်တဲ့ဝီရင်စမ်းရည်တွင်တစ်ခုရှိပါတယ်ဒါ့အပြင်မြေအောက်ကူတွင်းမှာလည်းလက်မင်းတစ်ခုပန်းတွေကိုအမြောက်များစိုက်ပျိုးထားပါတယ်ငါကအရှင်မြတ်ရဲ့ကြေးကြွပြုခြင်းကူဘိုးကောင်ကိုလက်ခံဖို့အစဉ်သင့်ဖြစ်နေပြီးတင်းရဲ့အစေခံတူဖြစ်လာပါမယ်ငါရဲ့အသက်ရှင်တန်ခြင်းနဲ့တေဆုံးခြင်းကတင်းရဲ့အလိုကျတိုင်းပါပဲငါကအရှင်မြတ်အတွက်တစ်သက်လုံးအစေခံအဖြစ်အလုပ်ကျွေးပြုလုပ်သွားဖို့အစဉ်သင့်ဖြစ်နေပါတယ်ဖန်ယွမ်ကဒါကိုဘာစကားမှမဆိုပဲကြည့်ရှုနေခဲ့ပြီးပုံရိပ်ထဲကအကြီးအကဲအနှဲငယ်ကတော့ပုံမူပြီးစိတ်မချရတဲ့အမူအရာတွေဖြစ်ပေါ်နေခဲ့ကြပါတယ်ပန်းဝိုင်ရဟန်းကမျက်လုံးကိုကျဉ်းမြောက်လိုက်ပြီးသူ့ရဲ့ဒေါသတရားတွေကပြန်လဲတည်ငြိမ်သွားခဲ့ပါပြီးသူ့ရဲ့မျက်လုံးတွေကဖြတ်ခနဲတောက်ပတ်သွားခဲ့ပြီးဟွန်းကြေးကြုံပြူခြင်းကူဘိုးကောင်ဆိုတာအလွန်ပဲအဖိုးတန်လာတဲ့အရာတစ်ခုပါမင်းကအဆင့်ငါကူဘိုးကောင်တစ်ကောင်ဖြစ်တာကြောင့်ငါရဲ့လက်ထဲမှာတကောင်ရှိနေလိမ့်မယ်လို့မင်းတကယ်ကိုထင်မှတ်ထားတာလားဒါပေမဲ့မင်းကငါရဲ့တကားတစ်ပေါက်အစိတ်ကူရဲ့ဝါမျိုးချင်းကိုခံထားရတာဖြစ်တာကြောင့်ငါတယောက်တည်းသာဒီစိတ်ကိုကုသပေးနိုင်တာပါဒါကြောင့်မင်းကအပေါ်တစ္ဆာဖောက်ဖျက်မှာကိုငါလုံးဝမကြောက်ဘူးဒီလိုဖြစ်လာပြီဆိုမှတော့မင်းရဲ့မျိုးနွယ်စုအနေနဲ့အပတ်စဉ်တိုင်းငါကိုလက်မင်းတစ်ခုပန်းအပင်3000တိတိပေးအပ်ရမယ်ဒါအပြင်ပင်မစွမ်းအင်ကြောက်တုံး3000ကိုလည်းတူတူပေးအပ်ရမယ်ငါကအချိန်တိုင်းတာတစ်ခုရောက်တိုင်းဒီပစ္စည်းတွေကိုလာရောက်ယူဆောင်မှာဖြစ်ပြီးမင်းရဲ့အစိတ်ကိုလည်းယာယီကုသပေးသွားမှာဖြစ်တာကြောင့်မင်းရဲ့အသုံးမကျတဲ့အသက်ကိုချမ်းသာပေးသွားမယ်လို့ပြောဆိုလိုက်ပါတယ်အရှင်မြတ်ရဲ့ကရုဏာတရားအတွက်တကယ်ကိုကျေးဇူးတင်ပါတယ်အရှင်မြတ်ရဲ့ကရုဏာတရားအတွက်တကယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာစတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကအကြိမ်ကြိမ်အခါခါငိုယောဟိရင်အဆက်မပြတ်ဥချနေခဲ့တာဖြစ်ပါတယ်သူ့ရဲ့ဦးခေါင်းကတောင်ပေါ်ကကြောက်ဆောင်ကြီးတွေနဲ့စောင့်မိနေခဲ့တာကြောင့်သွေးတွေကလည်းအဆက်မပြတ်စီးကြလို့နေတာပါဟွန်းဥချနေတာကိုရက်လိုက်ဆန်းကမင်းတို့လိုမျိုးဒူးထောက်ညံခံတတ်တဲ့သူတွေကိုအမုန်းဆုံးပဲပါဂူယူမျိုးနွယ်စုရဲ့ဘာယာမီရှင်အဆင့်ငါတိုက်ခိုက်ရေးသမားဟုတ်လားမင်းရဲ့နမီနဲ့တကယ်ကိုကိုက်ညီမှုမရှိလိုက်တာမင်းကိုတေချာအလုပ်ကျွေးပြူတာကပိုပြီးကောင်းလိုက်မယ်ဒါကမင်းရဲ့အသက်ရှင်တန်ခြင်းနဲ့လည်းသက်ဆိုင်နေလို့ပဲပန်းဝိုင်ရဟန်းကရုတ်တရက်ထိတ်လန့်လာတဲ့မျက်နှာအမူအရာတစ်ခုဖြစ်ပေါ်လာခဲ့ပြီးစတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကိုသူ့ရဲ့ခြေထောက်နဲ့ကန်ထုတ်လိုက်ပါတော့တယ်သူ့ရဲ့ခန္ဓာကိုယ်ကရိမ့်ထိုးသွားခဲ့ရပြီးနောက်စီတို့ခြေလမ်းကြီးအနှဲငယ်ခန့်အလောတကြီးဆုတ်ခွာရင်းစတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကို
မင်းရဲ့လက်ထဲမှာကူဘိုးကောင်ဘလို့လုပ်ပြီးရှိနေသေးတာလဲလို့ဒေါသတကြီးအော်ဟစ်လိုက်ပါတယ်စတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကသူ့ရဲ့ဘိုက်ကိုကန်ထုတ်ခြင်းခံလိုက်ရတာကြောင့်ပါးစပ်အပြည့်သွေးတွေကိုထွေးထုတ်လိုက်ရပါတယ်သူဟာအလွန်ပဲပင်ပန်းကြီးစွာနဲ့ပြန်လဲမတ်တက်ရက်လိုက်ပြီးသူ့ရဲ့မျက်နှာထပ်မှာတော့ကောက်ကျလာတဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့ကဟဲ့မိစ္ဆာကောင်းကလူတွေကိုအပြစ်ပေးဖို့အတွက်လူတိုင်းမှာအခွင့်အရေးရှိကြတာပဲဒီကူဘိုးကောင်ရဲ့နာမည်ကတော့လာရိတ်လို့ခေါ်တဲ့သူဟာပုံးကွယ်ရဲ့နေရာမှာအကောင်းဆုံးဖြစ်ပြီးအဆင့်၄တာရှိသေးတော့လဲပင်မစွမ်းအင်ပင်လယ်နဲ့ပင်မစွမ်းအင်တွေရဲ့အသုံးပြုမှုကိုကန့်သက်ပိတ်ဆို့နိုင်တဲ့စွမ်းရည်ရှိပါတယ်မိစ္ဆာကောင်မင်းနဲ့ငါကအပြင်းထန်တိုက်ပွဲဝင်ထားခဲ့တာဖြစ်တာကြောင့်မင်းရဲ့လက်ထဲမှာကူဘိုးကောင်တွေအများကြီးကြန့်ရှိနေတော့မှာမဟုတ်ပါဘူးမင်းလာရိတ်ကူရဲ့စွမ်းရည်ကိုဘလို့လုပ်ပြီးတံပြန်နိုင်မှလဲအေးအေးဆေးဆေးပဲအညံခံလိုက်ပြီးငါရဲ့အစေခံတူဖြစ်လာစမ်းမှမင်းငါကိုစိတ်ကျေနပ်အောင်အလုပ်ကျွေးပြုနိုင်တဲ့၍တော့မင်းအသက်ရှင်တန်ဖို့အခွင့်အရေးရှိနေပါသေးတယ်လို့ပြောဆိုလိုက်ပါတယ်ပန်းဝိုင်ရဟန်းကဒေါသတကြီးဖြစ်သွားခဲ့ရပြီးမင်းငရဲကိုသာတွားလိုက်စမ်းလို့အော်ဟစ်လိုက်ပါတယ်သူ့ရဲ့စကားတန်အောင်မဆုံးသေးခင်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ကလျှက်စီးကြောင်းတစ်ခုလိုရှေ့သို့အရှိန်ဟုန်နဲ့တိုးဝင်သွားခဲ့ပြီးစတုထမြောက်မျိုးနွယ်စုကောင်းဆောင်ရဲ့နှလုံးသားစီသို့လက်သီးတစ်ချက်ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်ပါတော့တယ်စတုထမြောက်မျိုးနွယ်စုကောင်းဆောင်ကတော့ပန်းဝိုင်ရဟန်းဒီလောက်ထိပြတ်သားလိမ့်မယ်လို့ထင်မထားခဲ့ပါဘူးသူ့ရဲ့ပင်မစွမ်းအင်ပင်လဲကချင်းချောက်ချင်းခံနေရသည့်တိုင်အောင်ပန်းဝိုင်ရဟန်းကလုံးဝအလျှော့ပေးဖို့စိတ်ကူးမရှိခဲ့တာပါကြီးမားလာတဲ့အရှိန်ဟုန်တစ်ခုရောက်ရှိဤလာခဲ့ပြီးသူဟာလေထဲသို့ပြန်တက်သွားခဲ့ရကသူ့ရဲ့ခန္ဓာကိုယ်ကပြိုပြက်နေတဲ့အိတ်တလုံးလိုမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ရပါတယ်ဝုန်းခနဲ့အတန်တစ်ခုနဲ့အတူသူဟာပါးစပ်အပြည့်သွေးတစ်တွေကိုထွေးထုတ်လိုက်ရပြီးထိုနီရဲလာတဲ့အရေတွေကြားထဲမှာတော့သူ့ရဲ့ကိုရင်းအင်ကအစိတ်ပိုင်းအပိုင်းစတွေလည်းတူတူပါဝင်နေခဲ့တာပါမင်းယူသွားပြီလားငါတို့တွေဒါကိုတေချာဆွေးနွေးပြီးဖြေရှင်းလို့ရနေတာပဲကိုသူကပန်းဝိုင်ရဟန်းကိုမကြေမနက်စိုက်ကြည့်လိုက်ပြီးသူ့ရဲ့နှုတ်ခမ်းတွေကိုအစွမ်းကုန်လှုပ်ရှားကပြောဆိုနေခဲ့တော့လဲစကားကဆုံးကန်းတိုင်အောင်ထွက်မလာတော့ပဲသူ့ရဲ့ခြေထောက်တွေကအားအင်ကုန်ခန်းသွားခဲ့ရပြီးဦးကောင်းကဘေးဘက်သို့ဆောင်းကြသွားကတေဆုံးသွားခဲ့ရရှာပါတယ်မျိုးနွယ်စုခေါင်းဆောင်မိစ္ဆာကောင်းကလူတွေကတော့တကယ့်ကိုယူသွနေကြတာပဲသူ့ကိုတက်ကြဆန်းဒီမိစ္ဆာကိုတက်ပြီးငါတို့မျိုးနွယ်စုခေါင်းဆောင်အတွက်ကလဲစားချေကြဆန်းသူဟာလာရိတ်ကူရဲ့အစိတ်ခတ်ခြင်းကိုခံထားရတာဖြစ်တာကြောင့်သူ့ရဲ့ပင်မစွမ်းအင်တွေကိုလွတ်လပ်စွာအသုံးပြုနိုင်မှာမဟုတ်တော့ဘူးအချိန်ကြာလာတာနဲ့အမျှသူ့ရဲ့ပင်မစွမ်းအင်တွေပါချင်းချောက်ချင်းခံရလိမ့်မယ်ဘေးဘက်ကနေစောင့်ကြည့်နေကြတဲ့အကြီးအကဲတွေအားလုံးကဒေါသတကြီးအော်ဟစ်လိုက်ကြပြီးထိုနေရာစီသို့အုပ်စုလိုက်ဝိုင်းအောင်လာခဲ့ကြပါတော့တယ်ဟာဟာဟာတေချာတယ်တေချင်တဲ့သူမှန်သမျှအကုန်လုံးလာခဲ့ကြဆန်းပန်းဝိုင်ရဟန်းကမိုးကောင်းကင်စီသို့အော်ဟစ်လိုက်ပြီးသူ့စီသို့ဥတီလာနေကြတဲ့အကြီးအကဲတွေကိုအရင်ဆုံးအပြင်းထန်တိုးဝင်တိုက်ခိုက်လိုက်ပါတော့တယ်ပြင်းထန်လာတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးပန်းဝိုင်ရဟန်းကတော့ချက်ချင်းပဲအသာစီရရှိသွားခဲ့တာပါမကြခင်မှာပဲအကြီးအကဲတွေအားလုံးကမြေပြင်ပေါ်သို့လဲကျသွားခဲ့ရပြီးအချို့ကဒဏ်ရာတွေရရှိသွားခဲ့ကကြံရှိတဲ့သူတွေကတော့တေဆုံးသွားခဲ့ကြရပါတယ်ပန်းဝိုင်ရဟန်းကအသက်ရှင်ကျန်ရစ်နေသေးတဲ့အကြီးအကဲတွေကိုနောက်ဆုံးဆင့်တုတ်တင်ဖို့ပြင်လိုက်တဲ့အချိန်မှာတင်သူ့ရဲ့မျက်နှာမူရာကရုတ်တရက်ပြောင်းလဲသွားခဲ့ရပြီးသူ့ရဲ့လက်တစ်ဖက်နဲ့ဝမ်းပိုက်ကိုဖိထားလိုက်ပါတယ်။တောက်ငါနောက်နောင်အနာဂတ်ကြမှာမင်းတို့အုပ်စုကိုတေချာပြန်လဲရှင်းလင်းဖို့လာခဲ့မယ်လို့ပန်းဝိုင်ရဟန်းကပြောဆိုလိုက်ပါတယ်။သူကအသက်ရှင်ကျန်ရစ်နေတဲ့အကြီးအကဲအနှဲငယ်ကိုမကြေမနက်စိုက်ကြည့်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလျှက်စီးကြောင်းတစ်ခုလိုလှုပ်ရှားသွားခဲ့ကတောအုပ်တွင်းသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးမျက်စိတမိတ်အတွင်းမှာတင်လုံးဝပျောက်ကွယ်သွားခဲ့ပါတော့တယ်။ရဲရဲကြီးလာထိကြည့်စမ်းမင်းဟာငါရဲ့တကားတစ်ပေါက်အစိတ်ကူရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးအကယ်၍ငါရဲ့တခြားသောတံပြန်ကူဘိုးကောင်သာမရှိဘူးဆိုရင်တော့နောက်ထပ်9ရက်အကြာမှာမင်းရဲ့ခန္ဓာကိုယ်ကပြည်နဲ့သွေးတွေအဖြစ်ပြောင်းလဲသွားပြီးတေဆုံးသွားလိမ့်မယ်ပန်းဝိုင်အရှင်မြတ်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ငါကတကယ့်ကိုအမိုက်တဆပဲဖြစ်ပါတယ်ငါရဲ့ဦးနောက်ကတခုခုချို့ရင်းနေခဲ့လို့သာဒီလိုမျိုးကြီးမြတ်တဲ့လူပုဂ္ဂိုလ်တူကိုမမှတ်မိပဲစော်ကားမိခဲ့တာပါပန်းဝိုင်အရှင်မြတ်အနေနဲ့ပြီးခဲ့တဲ့အချိန်တုန်းကငါရဲ့မျိုးနွယ်စုကတင့်ပေါ်ကြီးမားလာတဲ့အဲဝတ်ကျေပုံမှုတွေကိုပြန်လဲအမှတ်ရပေးပြီးငါရဲ့အသက်ကိုချမ်းသာပေးပါဦးဒီမြင်ကွင်းကကြောက်နံရံပေါ်မှာဒုတိယအကြိမ်မြောက်ဖြစ်ပြန်လဲထွက်ပေါ်လာခဲ့ပါတယ်ထိုရုပ်ရှင်ပုံရိပ်ကတတိယအကြိမ်မြောက်ဖြစ်ထပ်မံပြောင်းလဲလှုပ်ရှားလာတဲ့အချိန်ကြမှသာဖန်ရွံကနောက်ဆုံးမှာတပြင်းတစ်ချက်ညင်သာစွာချလိုက်ပြီးငါနားလဲသွားပြီလို့ပြောဆိုလိုက်ပါတယ်ကျောက်နံရံပေါ်မှာအတန်နဲ့တူတူလှုပ်ရှားနေတဲ့ပုံရိပ်တွေကိုခြံထားခဲ့တဲ့ဒီနီလန်းကပုံရိပ်အတန်ကူရဲ့အကူအညီနဲ့ပန်းဝိုင်ရဟန်ပြုလုပ်ထားခဲ့တာဖြစ်ရပါလိမ့်မယ်ဒီကူဘိုးကောင်ကပုံရိပ်တွေကိုမှတ်တမ်းတင်ထားနိုင်စွမ်းရှိပြီးနောက်ပိုင်းမှာပြန်လဲထုတ်လွှတ်ပြသနိုင်တာပါပုံရိပ်အတန်ကူကရှင်တန်နိုင်ဖို့အတွက်အလင်းနဲ့အတန်တွေကိုစုပ်ယူစားသုံးရပါတယ်မိသည့်အကြောင်းကြောင့်မှန်းမသိရတော့လဲဒီရှိုးဝက်လာတဲ့ကူအတွင်းထဲမှာအနီရောင်လင်းနှန်းတွေထွက်ပေါ်နေခဲ့သလိုတပြိုင်နက်တည်းမှာပဲကြောက်ဆောင်ရဲ့ကွဲကြောင်ကပြင်ပကဘာနဲ့ဆက်သွယ်နေတာကြောင့်ပြင်ပကဘာကအတန်တွေကိုလည်းလုံးဝပိတ်ဆို့ထားခြင်းမရှိပါဘူးအခုအချိန်မှာတောင်ဖန်ရွံနေနဲ့ရေတကုံငယ်လေးတွေရဲ့အော်မီတန်တွေကိုကြားနေရဆဲဖြစ်တာကြောင့်ပုံရိပ်အတန်ကူကဒီရှိုးဝက်ကူတွင်းထဲမှာဆက်လက်ရှင်သန်နေနိုင်တာဖြစ်ပါတယ်ခ
ခါအစောပိုင်းတုန်းကဖန်ယွမ်ကညှိုးနှွမ်းချောက်တွေ့နေတဲ့နွယ်ပင်တွေကိုဆွဲဖယ်လိုက်တဲ့အချိန်မှာပဲသူဟာကြောက်နံရံထဲမှာရှိတဲ့ပုံရိပ်အတန်ကူကိုတတိပေးမိသွားခဲ့တာဖြစ်ရပါလိမ့်မယ်လူတစ်ယောက်ကလူမိုက်တစ်ယောက်မဟုတ်ဘူးဆိုရင်တော့ဒီလိုမျိုးခံမှန်းချက်လေးတွေတင်နေပဲဒီလှုပ်ရှားနေတဲ့ပုံရိပ်ကတကယ်မှန်တရားဖြစ်မှန်ပြောနိုင်ပါတယ်ပြီးခဲ့တဲ့အချိန်တုန်းကစတုတ်ထမြောက်မျိုးနွယ်စုခေါင်းဆောင်ကပန်းဝိုင်ရဟန်းကိုထောင်ချောက်ဆင်ဖို့စ조사ခဲ့တော့လဲကြာရှုံးသွားခဲ့ရတာပါသူတိုက်ပွဲမှာရှုံးနေသွားခဲ့ဗျ။ဤတဲ့နောက်ကောက်ကျစ်လာတဲ့ခိုးယူတိုက်ခိုက်မှုကိုပြုလုပ်ဖို့စ조사ခဲ့တာဖြစ်ပြီးထို့သောပြုလုပ်ခြင်းကပန်းဝိုင်ရဟန်းကိုမောင်းထုတ်နိုင်ခဲ့သည့်တိုင်အောင်နောက်ဆုံးမှာတော့သူကိုယ်တိုင်လည်းမင်းကြောင့်ပဲတည်ဆုံးသွားခဲ့ရပါတယ်။သမိုင်းရဲ့ဒီစိတ်ပိုင်းကတော့အရှက်ရစရာကောင်းတယ်လို့သတ်မှတ်ခြင်းခံခဲ့ရတာကြောင့်အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့မျိုးနွယ်စုအကြီးအကဲတွေကအမှန်တရားကိုလိမ်လည်ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါသူတို့တွေကစတုတ်ထမြောက်မျိုးနွယ်စုခေါင်းဆောင်တဲ့ပန်းဝိုင်ရဟန်းတို့ရဲ့အခန်းကဏ္ဍကိုပြောင်းပြန်လည်ပစ်ခဲ့ကြပါတယ်ပန်းဝိုင်ရဟန်းကတော့တိုက်ပွဲမှာရှုံးနိမ့်သွားခဲ့ပြီးကောက်ကျစ်လာတဲ့ခိုးယူတိုက်ခိုက်မှုကိုပြုလုပ်ဖို့စ조사ခဲ့ကနေရာတင်တည်ဆုံးသွားခဲ့ရတဲ့သူဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်တခြားတစ်ဖက်မှာတော့စတုတ်ထမြောက်မျိုးနွယ်စုခေါင်းဆောင်ကတရားမျှတပြီးပြည်စုံလာတဲ့သူရဲကောင်းတဦးဖြစ်ပြောင်းလဲသွားခဲ့ရတာပါဒါပေမဲ့ဒီဇလန်ကတော့သူ့ဘာသာသူကြီးမားလာတဲ့ဟာကွက်တစ်ခုရှိနေပါတယ်ပန်းဝိုင်ရဟန်းကနေရာတင်တည်ဆုံးသွားခဲ့တာဖြစ်မှန်ထင်ရှားလာတာကြောင့်သူ့ရဲ့ရုပ်လောင်းကဂူယူမျိုးနွယ်စုရဲ့လက်ထဲမှာရှိနေရမှာဖြစ်တော်လဲဘာဖြစ်လို့ဒီနေရာမှာတခြားသောရုပ်လောင်းပုံကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ရတာလဲသူ့ရဲ့ပြီးခဲ့တဲ့ဘဝတုန်းကတော့ဒါကိုရှာဖွေတွေ့ရှိခဲ့တဲ့ကူဆရာကဒီလှုပ်ရှားနေတဲ့ပုံရိပ်တွေကိုမြင်တွေ့ပြီးတဲ့နောက်တကယ်ကိုထိတ်လန့်ကြောက်ရွံ့သွားခဲ့တာဖြစ်ရပါလိမ့်မယ်ထိုအသက်ရှင်ကျန်ရစ်ခဲ့တဲ့အကြီးအကဲတွေကတည်ဆုံးသွားခဲ့ကြတာကြာမြင့်လာပြီဖြစ်တော်လဲပန်းဝိုင်ရဟန်းရဲ့အမှန်တရားတွေပြန်လည်ထွက်ပေါ်မလာစေရန်အတွက်ဒီမှန်တရားကိုမျိုးနွယ်စုရဲ့အထက်လူကြီးတွေကချို့ဝှက်ချက်ဖြစ်ထိမ့်သိမ်းထားခဲ့ကြတာဖြစ်ရပါလိမ့်မယ်ထိုကူဆရာကအကယ်၍သူတယောက်တည်းသာဒီယတနာကိုတင်စေထားခဲ့မယ်ဆိုရင်ဒါဟာကြီးမားလားရဲစွန့်စားမှုတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာကိုတတိပြုမိသွားခဲ့တာပါအကယ်၍လူတွေကဒါကိုစုံစမ်းစစ်ဆေးလိုက်လို့သူဟာပန်းဝိုင်ရဟန်းနဲ့ပတ်သက်ဆက်နွယ်နေမှအနာဂတ်မှာအထက်လူကြီးတွေကရှာဖွေတွေ့ရှိသွားခဲ့မယ်ဆိုရင်သူ့ကိုတက်ဖြတ်ပစ်ကြမှာအမှန်ပါပဲဒါကြောင့်သူဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ဒီယတနာကိုဝတ်ထားဖို့မဝန့်ရဲတော့ပဲအထက်လူကြီးတွေကိုအကြောင်းကြားဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးပြုလုပ်ခြင်းအပြင်သူဟာမျိုးနွယ်စုအပေါ်မှာတစ္ဆာရှိမှန်သက်သေပြနိုင်မှာဖြစ်တာကြောင့်သူ့ရဲ့နောက်ဆက်တွဲအခြေအနေတွေကလည်းသူဟာပညာရှိလာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့မှန်ပြသနေပါတယ်ဒါပေမဲ့သူကဒီလိုမျိုးပြုလုပ်ခဲ့သည့်တိုင်အောင်ဖန်ယွမ်ကလည်းတူလိုက်လုပ်လိုက်မယ်လို့မဆိုလိုပါဘူး။ငါကဒီယတနာကိုရှာဖွေဖို့အတွက်တကယ်ကိုပင်ပန်းကြီးစွာဖြတ်တန်းခဲ့ရတာပါ။ဒါကြောင့်ငါကအရာအလုံးကိုငါဘာသာငါသိသိထားရမယ်။ဘာဖြစ်လို့ငါကတခြားလူတွေကိုမျှဝေပေးရမှာလဲ။ငါ့ကိုရှာဖွေတွေ့ရှိသွားရင်လဲဘာဖြစ်လဲစွန့်စားမှုတွေကိုမရင်ဆိုင်ဘဲနဲ့မင်းကဘလို့မျိုးအကျိုးမြတ်တွေကိုရရှိနိုင်မှာလဲ။ထိုကူဆရာကတကယ်ကိုတရေဘောကြောင်တဲ့သူပဲ။ဖန်ယွမ်ကအေးဆက်စွာပြုံးလိုက်ပြီးကြောက်နံရံပေါ်မှာအဆက်မပြတ်ထွက်ပေါ်နေတဲ့လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုဂယုမဆိုင်တော့ပဲနောက်စီတို့လှည့်လိုက်ကသူ့ရဲ့လက်ကိုဆန့်ထုတ်ပြီးတေဆုံးနေတဲ့နွယ်ပင်တွေနဲ့အမြစ်တွေကိုသူ့ရဲ့အရှိန်ဟုန်အားလုံးနဲ့ဆွဲဖယ်လိုက်ပါတော့တယ်ပန်းဝိုင်ရဟန်းရဲ့ရုပ်လောင်းကလည်းမင်းကြောင့်တက်ရောက်မှုရှိသွားခဲ့ရတာပါမင်းကမူလာတုန်းကတော့အကောင်းတိုင်းရှိနေခဲ့တော့လဲအခုအချိန်မှာတော့အပိုင်းပိုင်းဆက်ပြိုပြက်သွားခဲ့ရပါပြီဖန်ယွမ်ကတော့ဒါကိုလုံးဝဂယုမဆိုင်ပါဘူးသူကလမ်းပိတ်နေတဲ့ခြေထောက်ရိုးစတစ်ကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပြီးထက်မှန်ဒူးထောက်လိုက်ကရုပ်လောင်းတွေကြားထဲမှာရှာဖွေလိုက်ပါတော့တယ်ပထမဆုံးအနေနဲ့သူဟာပင်မစွမ်းအင်ကြောက်တုံးအိတ်တအိတ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူမင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကြောက်တုံးဆက်ငါးတုံးထဲကိုသာရှာဖွေတွေ့ရှိခဲ့တာပါအဖိုးကြီးကစင်းနဲ့ပဲဖန်ယွမ်ကတနွေးတစ်ချက်ထွေးလိုက်ပါတယ်ပန်းဝိုင်ရဟန်းရဲ့ပြင်ပပုံစံကအလွန်ပဲတောက်ပခန့်ညာလာတော့လဲမမျော်လင့်ပဲသူ့ရဲ့လက်ထဲမှာတော့ဒီလောက်ထိနေပါလာတဲ့ပိုက်ဆံအနေငယ်သာကြံရှိနေခဲ့တာပါဒါပေမဲ့သူဟာအကြောင်းရင်းကိုလျင်မြန်စွာပဲပြန်လဲစဉ်းစားမိသွားခဲ့ပါတယ်ပန်းဝိုင်ရဟန်းကပြင်းထန်လာတဲ့တိုက်ပွဲတစ်ခုကိုဖျက်ဆီးခဲ့ရသလိုလာရိတ်ကူရဲ့အစိတ်ခတ်ခြင်းကိုပါခံထားခဲ့ရတာဖြစ်တာကြောင့်သူဟာသူ့ရဲ့ဒဏ်ရာတွေကိုကုသဖို့အတွက်ပင်မစွမ်းအင်ကြောက်တုံးတွေကိုတေချာပေါက်အသုံးပြုခဲ့ရပါလိမ့်မယ်ကြောက်တုံးဆက်ငါးတုံးအထိခြံထားခဲ့နိုင်တာကတင်တကယ်ကိုမဆိုးလှဘူးလို့ပြောရမှာပါနင်းနောက်သူဟာတေဆုံးနေတဲ့ဂူဘိုးကောင်အကျွင့်ကြံနှဲငယ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူတို့တဲကအများစုကတော့ပန်းပင်နဲ့မြက်ပင်အမျိုးအစားတွေချစ်ကြပြီးအားလုံးကလုံးဝညှိုးနှွမ်းချောက်တွေ့သွားခဲ့ကြရပါပြီ။ကူဘိုးကောင်တွေကလည်းတက်ရှိတတဝါတွေဖြစ်ကြတာကြောင့်ရှင်တန်ဖို့အတွက်အစားအစာတွေလိုအပ်လာပြီးသူတို့တဲကအများစုကတော့အစားအစာကျင်းများကြပါတယ်။မျက်ကူနဲ့ပန်းကူတွေကအစားအစာနည်းနည်းပဲလိုအပ်လာတော့လေဒီချိုးဝက်လာတဲ့ကူတွင်းထဲမှာတော့နေရောင်ကြီးတစ်ဆက်မှရှိမနေခဲ့ပါဘူး။နင်းနောက်မင်းနောက်မှာတော့ဘာမှရှိမနေတော့ပါဘူး။ပန်းဝိုင်ရဟန်းကစတုတ်ထမြောက်မျိုးနွယ်စုခေါင်းဆောင်နဲ့အဆင့်တန်းတူပဲချစ်ပါတယ်။ပြင်းထန်လာတဲ့တိုက်ပွဲတစ်ခုကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့သူဟာအကြီးအကဲတစ်ဆက်ရောက်ခန့်နဲ့ချက်ချင်းထပ်မံတိုက်ပွဲဝင်ခဲ့ရတာဖြစ်ပြီးသူ့ရဲ့ကူဘိုးကောင်အများစုကတော့ကုံဆုံးသွားခဲ့ရတာပါဒီအဆင့်ထိရောက်ရှိလာခဲ့ပြီးတဲ့နောက်သူဟာသူ့ရဲ့ဒဏ်ရာတွေကိုကုသချင်တာကြောင့်ဒီနေရာမှာဝိုင်အိတ်ပန်းကူနဲ့ဆန်အိတ်မြက်ကူတွေကိုစိုက်ပျိုးခဲ့တာဖြစ်တော်လဲနောက်ဆုံးမှာတော့လာရိတ်ကူကြောင့်ပဲတေဆုံးခြင်းစီတို့ဆွဲခေါ်ခြင်းခံလိုက်ရပါတယ်နှစ်ပေါင်း300ကြာမြင့်လာခဲ့ပြီးတဲ့နောက်မှာတော့သူ
သူ့ရဲ့လက်ထဲမှာရှိတဲ့ကူဘိုးကောင်တွေကလည်းတူတူတေဆုံးသွားခဲ့ကြရတာပါကြံရှိနေခဲ့တဲ့တခုတည်းသောအရာတွေကတော့နယံဘော်ကပုံရိပ်တန်ကူနဲ့ရက်ပိုးကောင်တို့ပဲဖြစ်ပါတယ်ဒီရက်ပိုးကောင်ကတော့ဝိုင်းအိပ်ပန်းကူတွေကိုမိဝဲပြီးယနေ့ချိန်ထိမတိမကက်လေးရှင်တန်နေခဲ့တာဖြစ်ရပါလိမ့်မယ်ဒါပေမဲ့ဝိုင်းအိပ်ပန်းကူတွေကတပွင့်ပြီးတပွင့်ညှိုးနှွမ်းချောက်တွေ့သွားခဲ့ကြရတာကြောင့်သူကလည်းသူ့ရဲ့အစားအစာထောက်ပံ့မှုတွေကိုဆုံးရှုံးသွားခဲ့ရတာပါဒါကအရက်ပိုးကောင်ကိုပြင်မသို့ထွက်ခွာစေပြီးတောတိုင်းဝိုင်းအိပ်ပန်းကူတွေကိုရှာဖွေဖို့တွန်းအားပေးခဲ့တာဖြစ်ပါတယ်မင်းနောက်ဒီနားမှာတော့သူဟာစိမ့်လန်းလာတဲ့ဝါးဝိုင်ရဲ့မွေးရနှမ်းကြောင့်ဆွဲဆောင်ခြင်းခံလိုက်ရပြီးဖန်ရွယ်ရဲ့ရှေ့မောက်သို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပုံရိပ်အတန်ကူကတစ်ကြိမ်နဲ့သာမှတ်တမ်းတင်နိုင်စွမ်းရှိတဲ့တစ်ကြိမ်သုံးကူဘိုးကောင်တစ်ကောင်ဖြစ်ပုံရတာကြောင့်အခုအချိန်မှာတော့အရက်ဘိုးကောင်ကငါအတွက်အကြီးမားဆုံးသောရရှိမှုဖြစ်ရပါလိမ့်မယ်။ထိုကူဆရာကမျိုးနွယ်စုစီတို့သတင်းပို့ဖို့ဘာဖြစ်လို့ဆုံးဖြတ်ခဲ့လဲဆိုတာအံ့သားစရာမရှိတော့ပါဘူး။အကျိုးမြတ်ကအလွန်ပဲနေပါလာတာကြောင့်ဒီလောက်ထိကြီးမားလာတဲ့စွန့်စားမှုကိုရင်ဆိုင်ဖို့တန်ဖိုးမရှိမှန်းသိရှိသွားခဲ့ကြလို့ပဲဖြစ်ရပါလိမ့်မယ်။နားလေသဘောပေါက်မှုအချို့ကဖန်ရွယ်ရဲ့နှလုံးသားထဲမှာထွက်ပေါ်လာခဲ့ပါတယ်။သူ့ရဲ့မှတ်ဉာဏ်တွေရဆိုရင်ထိုကူဆရာကအဆင့်3အထိရောက်ရှိနေပြီဖြစ်တော်လဲအရက်ဘိုးကောင်ကတော့အဆင့်တကူဘိုးကောင်တစ်ကောင်သာဖြစ်ပါတယ်။မင်းကအလွန်ပဲတန်ဖိုးကြီးမားလာတော်လဲထိုကူဆရာအတွက်တော့ဘာမှမဟုတ်တဲ့အရာတစ်ခုနဲ့အတူတူပါပဲ။ဒါပေမဲ့သူ့ရဲ့သတင်းပို့မှုကြောင့်မျိုးနွယ်စုကသူ့ကိုကြီးမားလာတဲ့ဆုလက်တွေပေးအပ်ခဲ့မှန်းတော့ထင်ရှားလာပါတယ်။နေဦးငါလဲမျိုးနွယ်စုကိုသတင်းပို့ရမလားဖန်ရွယ်ကခါမြစဉ်းစားလိုက်ပြီးတဲ့နောက်ဒီတွေးကိုချက်ချင်းဖယ်ရှားပစ်လိုက်ပါတယ်။ပန်းဝိုင်ရဟန်းရဲ့ယတနာကအရက်ပိုးကောင်နဲ့ပင်မစွမ်းအင်ကြောက်တုံးတွေတင်ပဲလို့ထင်မှတ်ရတော့လဲအမှန်တရားကတော့ဒီလိုမျိုးမဟုတ်ပါဘူးအဖိုးတန်ဆုံးသောအရာကတော့အမှန်တကယ်ပင်ပုံရိပ်အတန်ကူကိုဝတ်ထားတဲ့ကြောက်နံရံပဲဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကြောက်နံရံပေါ်မှာအဆက်မပြတ်ထွက်ပေါ်နေတဲ့လှုပ်ရှားနေတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်ဒီပုံရိပ်တွေကိုတခြားသောကြေးရွာတွေစီတို့အပြည့်အဝရောင်းချပြလို့ရနိုင်ပါတယ်ချင်းမောင်တောင်ပေါ်မှာရှိတဲ့တခြားသောကြေးရွာနှစ်ခုကအထက်လူကြီးတွေအနေနဲ့မျိုးနွယ်စုတစ်ခုရဲ့ဂုံတိတ်ခါကိုပြင်းထန်စွာရိုက်ခတ်နိုင်တဲ့ဒီလိုမျိုးတက်တေထောက်ထားတွေကိုအလွန်ပဲစိတ်ဝင်စားကြလိမ့်မယ်ဆိုတာကိုယုံကြည်လိုက်ပါမင်းကမျိုးနွယ်စုအပေါ်မှာတစ္ဆာရှိမှုနဲ့ဂုံတိတ်ခါတွေအကြောင်းပြောနေတာလားတကယ်ကိုစိတ်မကောင်းပါဘူးဖန်ရွယ်ရဲ့ခန္ဓာကိုယ်ထဲမှာတော့ဒီလိုမျိုးအရာတွေတစ်ဆက်မှရှိမနေပါဘူးဒါအပြင်ဒီလှုပ်ရှားနေတဲ့ပုံရိပ်ကမျိုးနွယ်စုတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်တဲ့ကြီးမားလာတဲ့စွမ်းအားတစ်ခုလည်းမဟုတ်ပါဘူးမင်းကကြီးမားလာတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေမှာမဟုတ်ပါဘူးမျိုးနွယ်စုရဲ့စိတ်တဆတဘာဝအရလည်းဖန်ရွယ်ကိုအရေးပါတဲ့သူတဦးဖြစ်ရှုမြင်ကြမှာမဟုတ်ပါဘူးသူဟာမိမိရဲ့ကိုယ်ပိုင်စ조사အားထုတ်မှုတွေအပေါ်မှာသာမိခိုရမှာဖြစ်ပြီးကျင့်ကြံခြင်းရဲ့ကနဦးစစ်မှာကျင့်ကြံခြင်းအရင်းမြစ်တွေကိုရှာဖွေရမှာဖြစ်ပါတယ်ကျင့်ကြံခြင်းရဲ့ကနဦးစစ်မှာတော့သူဟာမျိုးနွယ်စုအပေါ်မှာမိခိုရာထက်မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့စွမ်းအားတွေကိုပုံမူပြီးအသုံးချဖို့လိုအပ်လာပါတယ်ဟဲ့ဖန်ရွယ်ကသူ့ရဲ့စိတ်ထဲကနေလောင်ပြုံးပြုံးလိုက်ပါတယ်ငါကဘာဖြစ်လို့ငါရဲ့ပြီးခဲ့တဲ့ဘဝတုန်းကလို့ဒီလောက်ထိရိုးနှုနေရတာလဲဘသူ့အပေါ်မှာမမိခိုနဲ့မင်းကဒီကဘာပေါ်မှာရှိတဲ့အရာအလုံးအတွက်မိမိကိုမိမိသာအားကိုးရမယ်သူဟာကူတွင်းကထောင်ဆုံးတိုင်းကိုရှာဖွေပြီးဖြစ်မှန်းတေချာသွားခဲ့ပြီးတဲ့နောက်ဖန်ရွယ်ကမူလာလန်းကျောင်းတိုင်းအိမ်စီတို့ပြန်လဲလျှောက်လန်းခဲ့ပါတော့တယ်ရေရဲ့ဖိအားကိုအန်တူရင်ကြောက်ဆောင်ကြီးကိုဖျက်ဆီးပြီးတဲ့နောက်သူဟာတောင်ပေါ်ကကွဲကျောင်းရဲ့အပြင်ဘက်သို့ပြန်လဲရောက်ရှိလာခဲ့ပါပြီဒီကြီးမားလာတဲ့ကြောက်ဆောင်ကြီးကိုပြန်လဲလှည့်ကြည့်လိုက်တဲ့အခါဖန်ရွယ်ကရုတ်တရက်သူ့ရဲ့ပြီးခဲ့တဲ့ဘဝကိုပြေးပြီးတတိယမိလိုက်ပါတယ်ထိုစဉ်တုန်းကတော့ရုပ်လောင်းကိုမြေအောက်ရှို့ဝက်ကူတွင်းထဲမှာရှာဖွေတွေ့ရှိခဲ့တာလို့ပြောဆိုခဲ့ကြတော့လဲဒီနေရာကဘလို့မျိုးမြေအောက်ဖြစ်နေရတာလဲမင်းကတောင်ကဘာနံရံရဲ့အတွင်းထဲမှာရှိနေမှန်းထင်ရှားလာတာပါအန်သားစရာမရှိတော့ပါဘူးသူ9ရက်တိတိအစွမ်းကုန်စ조사အားထုတ်ခဲ့သည့်တိုင်အောင်ဒီနေရာကိုရှာမတွေ့ခဲ့ရတာဖြစ်ပါတယ်ကြည့်ရတာသူ့ရဲ့ပြီးခဲ့တဲ့ဘဝတုန်းကတော့မျိုးနွယ်စုကဒီနေရာကိုရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာပထမဆုံးပြုလုပ်ခဲ့တဲ့အလုပ်ကတော့ပုံရိပ်တွေရှိနေတဲ့ကြောက်နံရံကိုဖျက်ဆီးပစ်ခဲ့တာဖြစ်ရပါလိမ့်မယ်မင်းနောက်မျိုးနွယ်စုကလူတွေကိုလမ်းမစေရန်အတွက်လိမ်လည်မှုတွေပြည့်နှက်နေတဲ့အမှန်တရားတွေကိုပြန့်နှံ့စေခဲ့တာဖြစ်ပါတယ်ဒီနားမှာဒီနေရာကိုရှာဖွေတွေ့ရှိနိုင်ခဲ့တာကတော့တစိတ်တစ်ပိုင်းကကံကောင်းမှုကြောင့်ဖြစ်တယ်လို့တစိတ်တစ်ပိုင်းကတော့စ조사အားထုတ်မှုကြောင့်ဖြစ်ပြီးအကြီးမားဆုံးသောအကြောင်းရင်းကတော့စိမ့်လန်းလာတဲ့ဝါးဝိုင်ကြောင့်ပဲဖြစ်ပါတယ်ဒီဝါးဝိုင်ကတကယ့်ကိုပြင်းထန်လာတာကြောင့်ချင်းမောင်တောင်ပေါ်မှာအကောင်းဆုံးသောဝိုင်လို့တောင်ပြောဆိုနိုင်တာပါဖြစ်နိုင်တာကတော့သူ့ရဲ့ပြီးခဲ့တဲ့ဘဝတုန်းကထိုကူဆရာကသူ့ရဲ့ချစ်သူကိုဆုံးသွားခဲ့ရပြီးတဲ့နောက်သူတောက်တုံးနေခဲ့တဲ့ဝိုင်ကဒီဝိုင်ဖြစ်ရပါလိမ့်မယ်ဒါပေမဲ့ဒီຢာတွေအားလုံးကတော့အခုအချိန်မှာအရေးမကြီးတော့ပါဘူးပန်းဝိုင်ရဟန်းရဲ့ယတနာကတော့ဖန်ရွယ်ရဲ့တူးဖော်ခြင်းနဲ့တင်းစေခြင်းကိုခံလိုက်ရပြီးဖြစ်ပါတယ်နောက်ဆုံးမှာတော့အနှဲငယ်စိတ်ပြက်စရာကောင်းနေခဲ့တော့လဲဒါဟာလဲကြိုးချောင်းစီလျော်မှုရှိပါတယ်အရေးကြီးဆုံးသောအရာကတော့ဖန်ရွယ်ရဲ့မူလပန်းတိုင်ဖြစ်တဲ့အရက်ပိုးကောင်ကသူ့ရဲ့လက်ထဲသို့ရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့သူအလိုအဆုံးဖြစ်တဲ့ပင်မစွမ်းအင်ကြောက်တုံးတွေကိုလည်းရရှိသွားခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့သူဟာဒီကူဘိုးကောင်ကိုနောက်ဆုံးမှာမိမိဘာသာကျင့်ကြံတန့်စင်နိုင်ဖို့အတွက်စိတ်ကိုတည်ငြိမ်အောင်ထားရပါလိမ့်မယ်သူမိမိရဲ့အသက်သွေးကြောကူကိုပိုင်ဆိုင်သွားနိုင်တဲ့၍တော့အကယ်ဒမီစီတို့ပြန်လည်တွားရောက်နိုင်မှာဖြစ်ပြီး
အကယ်ဒမီရဲ့အဆောင်တွေမှာနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ဒါအပြင်သူဟာကျင့်ကြံဖို့အတွက်မျိုးနွယ်စုရဲ့အရင်းမြစ်တွေကိုလည်းအသုံးချနိုင်မှာဖြစ်ပါတယ်သူဒီတဲ့ခိုခန်းမှာတော့တစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်ပဲဆက်ပြီးနေထိုင်လို့ရပါလိမ့်မယ်အကယ်၍သူဒီထက်ပိုပြီးကြာနေထိုင်မယ်ဆိုရင်တော့ကုန်ကျစရိတ်ကအလွန်ပဲများပြားလာတာကြောင့်ဖြစ်ပါတယ်ဖန်ယွမ်ကစင်စာရရော်ရင်သူ့ရဲ့ခြေလမ်းတွေကိုတစ်ချက်မှမရက်တန့်ပဲကြေးရွာစီတို့အလောတကြီးပြန်လဲလျှောက်လန်းနေခဲ့ပါတယ်မူလာတုန်းကတော့သူ့ရဲ့လက်ထဲမှာပင်မစွမ်းအင်ကြောက်တုံးနှစ်တုံးနဲ့သာကြံရှိတော့တာဖြစ်တော်လဲအခုအချိန်မှာတော့သူဟာ15တုံးထပ်မံရရှိခဲ့တာကြောင့်စုစုပေါင်း19တုံးဖြစ်သွားခဲ့ပါပြီဒါပေမဲ့ကူဆရာတဦးအတွက်တော့ဒီလောက်ထိနေပါလာတဲ့ပင်မစွမ်းအင်ကြောက်တုံးအနှဲငယ်ကဘာမှမဟုတ်တဲ့အရာတစ်ခုနဲ့အတူတူပါပဲ